တော်မှာအရှင်တော်ဝိညာဉ်တော်ယေရှုနာမနဲ့ဖိတ်ခေါ်ပါတယ်အားလုံးမင်္ဂလာပါအဖျားကြီးကျေးဇူးတော်ချီးမွမ်းပါတယ်လို့ကျွန်တော်တို့နော်ဒီနေ့ကိုယ့်ရဲ့ဘေးမှာရှိတဲ့တရားများတော့မှရှိတဲ့ကိုပြုံးလေးနဲ့ဆက်ပြီးတော့မှနှုတ်ဆက်ရအောင်ဒီနေ့မှာပြန်တွေ့ရတာထူးဝမ်းသာတယ်လို့ကြက်ပြောစားရပါတယ်ပြန်တွေ့တာလေအဲ့ဆိုတော့ပြီးခဲ့တဲ့ဘက်ကလည်းကျွန်တော်တို့ပြန်ပါဝင်တယ်ပေါ့နော်ဒီဘက်မှာလည်းပြန်ရောက်ရှိလာတဲ့ဒီပုံပေါ်မှာလည်းအထူးဝမ်းသာကြိုးဆိုပါတယ်လို့ဆိုဒီမှာဆိုမှနော်ပြီးခဲ့တဲ့ဘက်ကပထမဆုံးဒီနေ့နဲ့ရောက်လာတယ်ဒီမှာလည်းပြန်ရောက်လာတဲ့အတွက်အထူးဝမ်းသာပါတယ်ဖျားရှိကောင်းချီးပေးပါစေဒီမှာရှိတဲ့အမလည်းနော်ကျွန်တော်တို့ပတ်တိုင်းတို့တွေ့နေရတဲ့ဖျားမှုပတ်တော်ဆန်းတဲ့ချင်းနဲ့ရောက်လာတဲ့ပုံမှာလည်းဖျားခင်အထူးတာရင်ကောင်းချီးပေးပါစေအာမင်ဆိုတော့ခုချိန်မှာကျွန်တော်တို့တက်တာအတွက်တော့ဖျားခင်ကပေါ်ပြတဲ့အရာဖျားပြင်ဆင်တဲ့အရာတွေနော်ကျွန်တော်တို့တက်တာပြင်ဆင်မှုရတဲ့ဖြစ်တယ်ဒီနေ့နှုတ်ဘတ်တော်မှာကျွန်တော်ယုံကြည်တာဖြစ်တယ်ဖျားခင်ကကျွန်တော်တို့အတွက်တကယ်ပဲနော်လူရဲ့တဲ့အရာဖျားခင်ကျွန်တော်တို့တက်တာမှာပြောစီခြင်းတဲ့အရာလုပ်စီခြင်းတဲ့အရာတွေဒီနှုတ်ဘတ်တော်ထဲမှာဖျားခင်ကျွန်တော်တို့ကိုသွန်သင်လဲလို့ပြန်ယုံကြည်တာဖြစ်တယ်အာမင်ဆိုတော့ဘယ်လိုရစသရှိလဲဟာလေလုယာဆိုတော့ဒီနေ့ကျွန်တော်ဝင်လာတဲ့နှုတ်ဘတ်တော်ရဲ့ကောင်းစဉ်ကအာသုံးလုံးဖြစ်တယ်ဝါဆိုတော့ဒါတော့ဟုတ်ဘူးနော်ကောင်းတယ်နော်နှုတ်ဘတ်တော်အချက်ပို့ပြီးတော့မှခံယူဖို့ရတဲ့ကောင်းတာဖြစ်တယ်အာမင်ဆိုတော့နှုတ်ဘတ်တော်အတွက်ခဏလေးဆုတောင်းရအောင်ကောင်းတဲ့အခါကျေးဇူးတော်ချီးမွမ်းပါလေဒီနေ့နေ့လည်ခင်းချိန်ခါမှာကိုရောယာဒီဥရုတွေဘလောက်ပဲပူပေမဲ့မျက်မှောက်တော်ထဲမှာနှုတ်ဘတ်တော်ခံယူဖို့ကိုရောကိုချီးမွမ်းမှုရဲ့ရွေးချယ်ကြတော့ဤမျိုးပေါ်မှာဘုရားသခင်ကောင်းချီးပေးပါဒီနေ့ကိုရောဝေငှမဲ့သမီးရဲ့နှုတ်ရှာပါဇက်ပေါ်မှာကောင်းချီးပေးပါတဲ့ရှင်တော်ဝိညာဉ်တော်ကိုရောသုံးပြုလို့ရတဲ့စာပလာဖြစ်ဤနှုတ်ကိုကောင်းချီးပေးတယ်လို့ဒီနေရာမှာခံယူမဲ့သားသမီးတရားစီတိုင်းရဲ့အသက်တာဒီလေသူနှုတ်ဘတ်တော်ထဲ၌ရှိတော့လူချင်းဝမ်းမြောက်ခြင်းကျမ်းမာခြင်းအသက်တာပြောင်းလဲခြင်းဆိုတဲ့ကောင်းချီးမင်္ဂလာရရှိနိုင်ဖို့ရတဲ့သူတို့ရဲ့ဝိညာဉ်မျက်စိဝိညာဉ်နားတွေကိုဖွင့်ပါကိုရောကိုယ်တိုင်သွန်သင်ပါကျေးဇူးတော်ကိုချီးမွမ်းပြီးအသက်ရှင်တော်တဲ့ခရစ်တော်၏နာမ၌ဆုတောင်းဆက်ကအနံ့ကြပါ၏အာမင်ဆိုတော့ဒီနေ့အားသုံးလုံးမှာနံပါတ်1အားအကြောင်းကိုပြောမှာဖြစ်တယ်ပေါ့နော်နံပါတ်1အားရဲ့ကောင်းစဉ်ကပါလဲဆိုတော့ reveal ဖြစ်တယ် R E V E A L reveal အတိတ်တွေကပါလဲဆိုတဲ့အခါမှာပေါ်ပြတယ်နော်ဖွင့်ပြတယ်ဆိုတဲ့သဘောတရားဖြစ်တယ်ဒီနေ့ကျွန်တော်တို့ယုံကြည်သူရဲ့အသက်တာထဲမှာဘုရားသခင်ကကျွန်တော်တို့အသက်တာအတွက်လေဒီနေ့ဘုရားနာကိုကျွန်တော်တို့လိုက်လာတော့မယ်ဆိုလို့ရှိရင်ကတိချင်းကြပြီးတဲ့အခါမှာကျွန်တော်တို့ကလည်းချစ်ချင်းလေးမသိတော့အဲ့ဒါလည်းပြဿနာချစ်ချင်းသွားလိုက်ရင်တော့ကျွန်တော်တို့ကျင်းနေတယ်ဘုရားရှိမှလုံးဝအပြည့်မရှိပဲကျွန်တော်တို့မတည့်ရနိုင်ပါဖြစ်တယ်ပြဿနာကလည်းဆိုတော့ယုံကြည်သူဖြစ်လာပြီးတဲ့နောက်မှာလေချစ်ချင်းကျွန်တော်တို့ကလည်းကောင်းကင်ကမရောက်သေးဘူးပြောရမယ်ဆိုရင်ချင်းကလည်းမသိသေးဘူးခလုံးချင်းကလည်းမခံရသေးဘူးเนาะအဲ့တော့ဘဝသက်တာချင်းမှာကျွန်တော်တို့ကမြေကြီးပေါ်မှာအသက်ရှင်နေရတယ်ဟုတ်တယ်မလားအဲ့တော့ကျွန်တော်ဆိုလို့ရှိရင်ဘုရားကိုစသိတာကျွန်မအသက်73နှစ်မှာကျွန်မစပြောင်းလဲတယ်အခု33နှစ်ရှိနေပြီနှစ်ပေါင်း30လုံးဒီမြေကြီးပေါ်မှာကျွန်မအသက်ရှင်နေရအဲ့တော့မြေကြီးပေါ်မှာအသက်ရှင်တဲ့ခါကျတော့ဘာတွေရှိလဲဆိုတော့အဖြစ်တရားရဲ့စုံစမ်းခြင်းကလည်းကျွန်မရဲ့သက်တာထဲမှာရှိတယ်သွေးဆောင်ခြင်းကလည်းဘာဖြစ်လဲရှိတယ်။အော်တရားကဒီဟာမလို့စေချင်တယ်ဒါပေမဲ့ဘာဖြစ်လဲဒါလေးကလုပ်ချင်တယ်ဒါပေမဲ့ကယ်တင်ခြင်းရပြီလားမေးတော့ရပြီလက်ရကျွန်တော်တင်သွားခဲ့တဲ့အရာကိုလေအဲ့ဒီစိတ်ကလေးကပဲအလုပ်လိုက်ကောင်းလားအမလုပ်ရင်ကောင်းလားဟောငါလိုက်ပါမယ်လေဟောမလုပ်တော့ပါဘူးလေတော့အဲ့ဒီလိုမျိုးကျွန်တော်တို့ထဲမှာဘာဖြစ်နေလဲဆိုတော့ဒွိဟများနေတဲ့အရာတွေရှိတယ်ဒါပေမဲ့ဘာလေးဖြစ်ဖြစ်လူကကျွန်တော်တို့ကယ်တင်ခြင်းရပြီးတဲ့နောက်မှာလည်းချစ်ချင်းခေါ်လုံးခြင်းမခံရသေးတဲ့အခါကျတော့မြေကြီးပေါ်မှာအသက်ရှင်တဲ့ကာလမှာကျွန်တော်တို့အသက်တာတွေမှာဘာတွေတွေ့ကြလဲဆိုတော့အပြည့်ရဲ့စုံစမ်းခြင်းနဲ့သွေးဆောင်ခြင်းတွေကိုကျွန်တော်တို့ကြုံတွေ့ရတယ်။တခါတလေကြာရင်လည်းကျွန်တော်တို့ဘာဖြစ်လဲအဲ့ဒီအရာကိုကြော်လွှမ်းနိုင်လားမလွှမ်းနိုင်ဘူးလားလွှမ်းနိုင်တယ်နော်ကြော်လွှမ်းနိုင်တယ်ဒါပေမဲ့တခါတလေအရာဝိညာဉ်နဲ့ပြည့်နေတာဘာဖြစ်ပြီလဲကြော်လွှမ်းနိုင်နေ့တိုင်းတရားဟောချက်တွေနားထောင်နေ့တိုင်းကျမ်းစာတွေဖတ်စုတွေတောင်းနေတော့ဘာဖြစ်လဲအာဒါသိနေတာငါတို့ဘုရားလူဖြစ်တယ်ငါတို့ဝိညာဉ်လူဖြစ်တယ်ဒါမလို့ဘူးဒီဥစ္စာတွေကမကျူးလို့ဒါပေမဲ့တခါတလေချက်ပြန်တော့လေကိုခန္ဓာကဘာဖြစ်လဲအာကြီးသွားတယ်ကိုခန္ဓာအောင်တယ်ဘူးအာကြီးသွားတာတော့စိတ်ဝိညာဉ်ကစဉ်းစားရှိတာညှိတော်ညာလည်းပဲဘာဖြစ်လဲတော့အဲ့ဒီလိုကျွန်တော်တို့တက်တာကကိုခန္ဓာမှာအာကြီးသွားတဲ့ခါကျတော့လေအဲ့ဒီအဖြစ်ကိုကျွန်တော်တို့ကျူးလို့ပြီးတယ်ဆိုတော့ဒီနေ့အပြစ်ကျူးလို့ရှင်းလို့ပြောတဲ့အခါမှာဘုရားသခင်ကလေတည်င်းကောင်းတာပါလဲဆိုတဲ့အခါမှာအပြစ်ကိုမုန်းဝင်ပဲအပြစ်သားကိုချစ်တဲ့ဘုရားဖြစ်တဲ့ဟာလေလုယာဒီနေ့ကျွန်တော်တို့လုပ်တဲ့အပြစ်ကိုမုန်းဝင်ပဲကျွန်တော်တို့ကိုချစ်တဲ့ဘုရားဖြစ်တယ်အာမင်ကျွန်တော်တို့ဘယ်တော့မှမစွန့်
တော့ဖယားရှင်ဖြစ်တယ်ဒီခါကဒီတရားဆရာကဘာပြောပြလဲဆိုတော့ဖယားခင်ရဲ့မြစ်ကြကိုကပြောပြဖယားခင်ကတော့မိဘနဲ့တူတယ်မိဘကသူ့သားသမီးကိုပြောတယ်ဒီအဲ့ဒီဘတ်တော်လေးမှာသွားဆော့နေတော့ခလေးကမလုပ်နဲ့အဲ့ဒီဘတ်တော်လေးမှာသွားဆော့ပြီးပေးရပြီးပြန်တက်လာအိမ်ကိုဟာအမေကတော့ဆော့တဲ့ကလေးပဲငါတို့ရေချိုးမယ်စပုတ်ကလည်းစပီချိုးနေနေခေါ်ပြီးရေချိုးပြီးတော့ခဏလေးတော့နေတော့အောက်ထပ်မစင်းနဲ့တော့ဆိုပြီးလေပြောတဲ့အခါမှာတစ်ခါထပ်ပြီးတော့အောက်ကိုစီးပြီးတော့အခုပဲရေချိုးပြီးအခုတစ်ခါထပ်ပြီးတော့ဘွက်ထဲကိုသွားလို့သွားလို့တဲ့အခါမှာအမေကဒီခါစိတ်ကူးကြမှာဂုတ်ကနေစပြီးသွားနေငါလွတ်ပြလိုက်နေငါ့ရောတက်မလာတော့လည်းလို့ပြောတဲ့မိမရှိလားရှိလားဒီမှာမိမလည်းမရှိပြီးတော့လည်းမသိလို့ပဲเนาะဒီမှာကျမတို့ပြောရင်များတယ်ဆိုတော့တဲ့ generation တွေကြိုးစားရမယ်အာမင်အဲ့ဒီပါစီအာမင်အာမင်เนาะဆိုတော့ကျမတို့အသက်ကြာတယ်မှာဘုရားရှင်ကကျမတို့ကိုအဲ့ဒီလိုမျိုးပဲဘလောက်ပေးကျမတို့လေအဲ့ဒီထဲမှာသွားပြီးပဲတော့ရနေပြီစီအဲ့ဒီထဲမှာသွားပြီးပဲကျမတို့ဘာဖြစ်လဲဝတ်ထဲမှာပဲသွားပြီးကျမတို့လူနေပြီစီဘုရားသခင်ကကျမတို့ကိုဘယ်တော့အဆုံးဖြစ်တဲ့ဘုရားဖြစ်တယ်ဒီပေါ်မှာဟာလေလုယာလောကမှာကျင့်တဲ့ຢာတွေကိုတင်တန်တရားဝင်လို့ရအောင်ပြပြစ်တာမရှိဘူးကြိုက်တာကိုတင်တန်တရားဝင်မကျင့်တဲ့ကဘာကြီးကမလုံးဟဲ့ပြားနေတာလို့ပြောရတဲ့တင်တန်တရားဝင်ချင်ဝင်လို့ရတယ်ဒါပေမဲ့ဘုရားကအသိကိုအသက်နဲ့ညချစ်တယ်ဆိုတော့ဒီဘယ်တော့မှတန်တရားဝင်စရာမလိုဘူးဟာလေလုယာဘာကြောင့်လဲဆိုတော့ဘုရားကပါဇက်နဲ့ပဲပြောတဲ့ဘုရားမဟုတ်ဘူးလူကြီးတဲ့နေတဲ့ချောင်းမှာဒီနေ့ကျမတို့လက်ဝါးကတိုင်းမှာအသက်ပေးပြီးမှငါအဲ့ဒါချစ်တယ်လို့ပြောတဲ့ဘုရားရှင်ဖြစ်တယ်အာမင်ဒီရဲ့ချစ်ရဲ့အချစ်ကိုတရားဝင်လို့ရပါတယ်ဒီခါလေးတော့ဒီရဲ့အနည်းဆုံးလို့တင်တရားဝင်လို့ရတယ်ဒါပေမဲ့ဒီဘယ်တော့မှတရားဝင်စရာမလိုတာကတော့အဲဒီချောင်းရခါရဲ့ချောင်းရမြစ်တာတော့ဖြစ်တယ်အာမင်ဘုရားကတကယ်ကျွန်တော်အသက်ပေးပြီးတော့မှအသက်နဲ့အများချစ်တဲ့ဘုရားရှင်ဖြစ်တယ်အဲကြောင့်ရှင်လုကာပြုမိခန်းကြီးရှစ်ငယ်19မှာဘုရားကကျွန်တော်ရဲ့အသက်တာထဲမှာအပြစ်သားကိုချစ်ပြီးမဲ့အပြစ်ကိုမုန်းတဲ့ဘုရားဖြစ်တယ်။ဒါဆိုလို့ရှိရင်ဘုရားရှိမှကျွန်တော်ရဲ့အသက်တာကိုဘုရားကဝန်ကင်းတဲ့အသက်တာနဲ့နေစေချင်တဲ့ဘုရားဖြစ်တယ်။ဒီနေ့ကျွန်တော်ခဏခဏပါဖြစ်တယ်ဘောအိုင်ထဲမှာသွားသွားပြီးတော့ပျော်လို့ဆိုပြီးတော့နော်ဝတ်တော်ထဲမှာဆော့ရတာပျော်စရာကောင်းတယ်လေဟုတ်တယ်မလား။တော့တဲ့ရလို့မရတယ်ကလေးတွေကိုပြောတယ်လေ။ကလေးတွေကတော့ဘွက်တော့အမလေးဆီယမကျွန်တော်တို့ဘွက်တော်ထဲမှာတော့မလူတော့ဒီနေ့ကျွန်မလူတဲ့တနေ့ရတော့ရှိကောင်းရှိပါပဲ။ဒီကျွန်မမလူပြတဲ့တနေ့ရမှာတော့ရှိကောင်းရှိပါပဲ။အော်ကျန်းစာဖတ်မယ်ဆိုမှဖုန်းကန်လိုက်မှာဖြစ်သွားပြီလေ။ဒီဖုန်းထဲမှာလူနေတာပဲတော့အချိန်ကကျန်းစာဖတ်နေတာလို့ရှိရင်တော့အရန်ချတယ်လို့ရှိရင်မနေ့ကကျွန်မအဲ့ဒီ Facebook မှာကြည့်လိုက်တာပေါ့ဒါပေမဲ့တို့ရဲ့ဥပုံလာဖြစ်လို့ပေါ့တို့ကအဲ့ဒါဟာတာလေးနဲ့ရိုက်ထားတယ်တို့ကအစာရှောင်တဲ့အခါကျတော့ကျန်တို့စုတောင်းလိုက်နိုင်စပြီးဆိုမှ9နိုင်နဲ့19မိနစ်ဟာတို့ကြောင်တော့ကျွန်တော်နိုင်ကြည့်တဲ့အချိန်မှာ9နိုင်နဲ့19မိနစ်ပဲရှိသေးတယ်အာဆက်တော့ကျွန်တော်ကြာပြီးတော့စစ်တဲ့အချိန်မှာ6နိုင်ထိုးနိုင်ပြီးပဲရှိသေးတယ်ဆိုတော့ဘာဖြစ်လဲကြာလိုက်တာကျန်းစာဖိုင်ကျွန်တော်တို့လည်းဘာဖြစ်လဲကြာလိုက်တာတော့တနာကြည့်ဖို့ဒယ်ဒီကအစာရှောင်21ရက်သွားတဲ့နေရာမပြီးနိုင်သေးဘူးဟုတ်လားဘယ်ဒီကခမင်းစားတော့ပါလဲအော်3ရက်တော့အစာရှောင်နေပြီဘာဖြစ်ပြီးလဲနိုင်ကလည်းရှိတော့လေအခုချိန်ထိကို17နိုင်ရမကြော်နိုင်ဘူး17နိုင်ကြော်ပါတော့ပါခမင်းစားရပါလေဟုတ်တယ်ဟုတ်လားကြာလိုက်တာခမင်းဖုန်းလေးများကြိုင်လိုက်ရင်တော့ကောင်းလိုက်တာလည်းမသိတော့ဘူး။ဘိုက်စားတာလည်းမရှိတော့ဘူး။ဒီဖုန်းထဲမှာဒါကြောင့်မလို့လူတွေပေါ်နိုင်ဖြစ်တယ်။ဟုတ်လား။ဟုတ်ပြီခဲတခါမှဆိုမက်ကလိုရီတက်တင်ခံသွားရုပ်ရှင်ကြီးကသူများမပြောနဲ့ကျွန်မလည်းရုပ်ရှင်နဲ့ကြိုက်တယ်။ကျွန်မလည်းဒီတော့ကလာတာတော့မကြည့်ဘူး။ကိုငိမ့်တဲ့ညောင်းပြောတာ။ကျွန်မလည်းဘိုလီဝုဒ်ခရီးတက်ဖြစ်သွားတာ။သူကနေတိုင်းကိုကလာတာဒီကောင်းကြောင်ကျွန်မအောင်မြင်တယ်။ဒီကျွန်မတို့ကအဲ့ဒါလည်းကျွန်မပြောပြမယ်နော်။ဒီအသက်တာမှာလေသုံးတယောက်တိုးသူကိုလေဒီရတော့ကကောင်းနေလို့ဒီနေ့ညမပြည့်လက်မလျှော့ပဲပြောရင်လေအဲ့ဒီကအဲ့ဒီကိုဦးဆက်ဒီယေရှုကောင်းတယ်လို့နေရမှာပြတ်ပြောရင်တင်းပေါက်လေးခြင်းကအဲ့ဒီယေရှုရမှာဖြစ်တယ်ဟာလေလုယာမိတော့မှာခါထောက်ပြောတော့ဘာလို့လဲဒီယေရှုကဘူးပြောတာလေပြန်ပြီးမှဒါပေမဲ့ဒီနေ့ညရတဲ့ပြောရင်မဖြစ်လေအဲ့ဒီမှာတက်တာမှကူဆက်သွားတယ်အဲ့တော့ကျမ်းစာထဲမှာတခေရှုကလည်းဘာပြောလဲဆိုတော့အဲ့ဒီတရားကိုရှိပါရဲ့နေညကျမတို့ကိုတရားစီရင်ပေးပါလို့ခေါ်တဲ့ပုံစိုးပါဖြစ်တယ်တရားလူကြီးကနားရည်ကြီးတယ်လာနေမှုငါစီရင်ပေးမယ်ရိုးရိုးမိမမဟုတ်မုံဆိုးမဘာဖြစ်လို့မုံဆိုးမလို့ကျမ်းစာမှာတော့လဲဆိုတော့တရားပေးဖို့ပတ်စံမရှိဘူးနေရကိုရင်တော့ပတ်စံမရှိတဲ့မုံဆိုးမရဲ့အမှုကိုတရားစီရင်နေဆိုရင်နေရမပြည့်ဒီလိုဆုတောင်းတဲ့အခါမှာဒီလိုဆုတောင်းတဲ့အခါမှာဖြစ်လေနားမြောက်မယ်လို့ပြောရင်တရားရှင်တယ်အာမင်ကျွန်တော်တို့ကဘာလို့ဖို့လဲနေညပြောနေဖို့ပဲရည်ကြီးတယ်အာမင်အဲ့လိုနေညပြောခဲ့တဲ့အခါ
သွားတော့တာလေပြောချင်တာကကျွန်တော်တရားချင်းစီတိုင်းမှာမတူညီတဲ့ဟာလားဝတ်အိုင်လေးရှိကြတယ်နော်သူ့ဝတ်အိုင်ကတော့ငါဝတ်အိုင်ကမကန်ငါဝတ်အိုင်ကတော့ဟဲ့လားပုံတက်တယ်နော်နည်းနည်းပုံပြီးတော့ဖြူတယ်အဲ့လိုဟုတ်ဘုရားရှိခိုးဝတ်အိုင်အောင်တော့ဟုတ်တယ်အတူတူကြီးလေအားလုံးကဝတ်အိုင်လေးပြောပါအားလုံးပါလေဝတ်အိုင်လေးကြီးလေသူများမြင်လို့ရတယ်ဟိုလေရသမားတော့လာနေပြီဆိုနှာခေါင်းရှုပ်နေပါလို့သူ့ကျွန်တော်တို့မြင်လို့ရတယ်ဒါပေမဲ့ကိုဝတ်အိုင်လေးကိုဘာလို့ထားလဲဖတ်ထားကိုကဝတ်အိုင်ဘာလို့ထားလဲကိုပဲတည်ကိုထဲမှာပဲအာငါကြီးရတော့ဘုရားရှိမှဒါကြီးကမစင်ကြတာတည်ဘုရားရှိမှဒါကြီးကပြည့်ရှိတာတည်အဲ့မှာဖြစ်နေအဲ့ဒါလေးကျွန်တော်တို့ဖတ်ထားတဲ့တော့ဖတ်ထားတဲ့ဒီလူကထိုင်ကြည့်ရှင်နေစခုနှစ်မှာဘာပြောတယ်ဆိုတဲ့ကစိတ်ကိုရအကျဉ်းနဲ့ရှိတဲ့ညနေဖြေရှားနေပြီမတ်ချတဲ့ရှိတဲ့ညနေဖြေရှားစွာတွေ့နေလိမ့်ပြီးတဲ့အဲ့ဒီလိုပြောလို့မကြောက်သွားပါဘူးနော်ဘုရားကျေတော်အချက်တွေကိုလုံးလန်လိုက်တော့မယ်ငါတို့ပြည့်နေအားလုံးကိုလန်လိုက်တော့မယ်အဲ့ဒီလိုပြောချင်တာမဟုတ်ပါဘူးဘုရားကကျွန်တော်တို့အချင်းမှာရှိတဲ့အရာတွေခါကျွန်တော်တို့မစွန့်လွတ်နိုင်ကျွန်တော်တို့ရေမချိုးပြချင်တဲ့အဲ့ဒီဘဝတိုင်းပေးနေတဲ့အရာတွေကိုဘုရားကကျွန်တော်တို့စေချုံပေးခြင်းနဲ့ဘုရားဖြစ်တယ်ဟာလေလုယာဘာလို့လဲဆိုတော့လူကကိုပေးနေတာကိုမသိတဲ့အခါဒီတိကျကြောမှာဖြစ်နေတဲ့အခြေအနေကိုသင်မြင်ရမှာတိကျကြောမှာဖြစ်နေတဲ့ပြဿနာကိုသင်မမြင်ရအောင်ဒါပေမဲ့သင်ဘေးကဘာတွေ့ရအောင်တွေ့ရမှာတကယ်ကြီးလာငါလုပ်နေမယ်နေအင်းစီကမှဒါတွေရှိတယ်ဆိုတော့ဘုရားကလည်းတို့ဖွင့်ပြရဲဆိုတာဘာဖြစ်လဲအဆက်ခွဲဖို့မဟုတ်ဘဲနဲ့အပြုတ်ပြင်ခံရဘုံချရှာဖို့ရန်အတွက်ဖြစ်တယ်ဟာလေလုယာဒီနေ့မှာဘုရားကလည်းနှုတ်ဘတ်တော်ထဲမှာအဲ့ဒီလိုဖွင့်ပြခြင်းခံရတဲ့သူတွေရှိတယ်ဒါပေမဲ့သူတို့အသက်တာဟာအဲ့ဒီလိုဖွင့်ပြခြင်းခံရလို့တော့ပြည့်စည်သွားတာကိုပဲနဲ့ဘုရားကြီးရဲ့ရှိမှာပို့ပြီးတော့မှလှပလာတယ်ဆိုတဲ့အရာတွေကိုတွေ့ရတယ်။အဲကြောင့်နံပါတ်1အားကပါလဲဆိုတော့ကျွန်တော်တို့အသက်တာထဲမှာဘဝအိုင်ထဲမှာရောက်နေပြီဆိုရင်ဘုရားကနံပါတ်1အားနဲ့ကျွန်တော်တို့စီကိုရောက်လာတယ်အဲ့ဒါပါလဲဆိုတော့ reveal လို့ခေါ်တယ်ကျွန်တော်ရဲ့အသက်တာထဲမှာရှိတဲ့လူမမြင်အောင်ဖတ်ထားတဲ့ဘဝအိုင်တွေကိုမြင်တွေ့ပြီးတော့ဘုရားပေါ်ထုတ်တဲ့အရာဖြစ်တယ်။ပုံစံ3မျိုးနဲ့အဲ့ဒီຢာကလာတယ်နံပါတ်1ကပါလဲဆိုတဲ့အခါမှာရှင်လုကာခန်းကြီး15မှာကျမ်းစာဝတ်ကျွန်တော်အရှိကြီးမဖတ်တော့ဘူးနော်ပြောင်းသွားတဲ့ဥပမာမှာကျွန်တော်တို့ကြည့်လိုက်တဲ့အခါမှာဒီအဲ့ဒီလိုအတွေ့အကြုံတို့တချို့တော့သူရဲ့အသက်တာထဲမှာမြင်တွေ့ပြီကျွန်မအသက်တာမှာလည်းအဲ့ဒီလိုကြုံတွေ့ပြီအဖေအိမ်မှာနေပြီးတော့မှအဖေရဲ့ပစ္စည်းတွေအားလုံးတော့သူနဲ့သက်ဆိုင်တဲ့နေရာကိုယူသွားတဲ့သားကသူနေတဲ့တိုင်းပြည်မှာအစာခေါင်းပါတဲ့ခါကျတော့လေဘာဖြစ်လဲဆိုတော့ဝတ်စာကိုစားခြင်းမတက်ရှိတယ်ဒါပေမဲ့လေအဲ့မှာအရင်ထူးဆန်းနေတော့ဖရဲ့သားကလေအဖရဲ့သားဖြစ်ချင်းနားလေအဲ့ဒါအရင်ရေးကြည့်တယ်ဝတ်စာကိုစားခြင်းမတက်ဖြစ်နေတယ်လောကဝတ်စာကိုသွားစားပြီးဘုရားမှာဟာလေလုယာဒီနေ့ဘုရားအသက်တာမှာအခက်အခဲတွေကြုံတွေ့ရပြီမဲ့လေသင်မိုးခိုင်းမလို့မတောင်းဘူးစီမိုးခိုင်းဆိုတာပြောရတယ်သိလားသူများတွေလှုပ်လိုက်ရင်ငါလှုပ်လိုက်သူများခိုးတော့ငါလိုက်ခိုးလိုက်သူများဒီလိုလုပ်တော့ငါလိုက်လှုပ်လိုက်တယ်ဆိုပြီးတော့မှတတ်တာချောင်းလမ်းကိုလိုက်တာတတ်တာချောင်းလမ်းကိုလိုက်လိုက်တာသူများတွေဘာလို့လဲမသူတို့ခိုးလိုက်ငါခိုးလိုက်တယ်အဓိကလိုက်စာပြေသွားဖို့ဒါပေမဲ့သင်သိဖို့ကသင်ဟာသူများမဟုတ်သင်ဟာဘုရားသားဖြစ်တယ်ဟာလေလုယာအဲ့ဒီလူကလေဒီမှာကြည့်တဲ့သားငယ်ကဝတ်စာဘုရားစားခြင်းမတက်တဲ့ဘိုက်စာလုံးဝကြည့်လို့ဒါပေမဲ့ဝတ်စာတော့စားပြောပါအောင်စားခြင်းမတက်ရှိတယ်တော့စားဘူးပြောရအောင်ဒီတော့တော့စားဘူးသူများခိုးလိုက်ခိုးသူများယူလိုက်ပြီးတော့မယူဘူးသူများမကောင်းတဲ့နေရာတော့လိုက်ပြီးတော့မသွားဘူးအာမင်ဘာဖြစ်လို့လဲဆိုတော့သူဟာသူများကိုခရီးသားဖြစ်တယ်ဟာလေလုယာအဲ့ဒါဒီပြောက်တော့သားထဲမှာတွေ့ရတဲ့အမချန်ထူးဆန်းတဲ့အချက်ဖြစ်တယ်ဘာလို့လဲစာရီတော့ဘယ်လိုနဲ့ရသူချုပ်တာထားပြီးတော့မှဘယ်လိုစိတ်မျိုးနဲ့သူတရားတော့ပြီးတော့အမှမစားဘူးဆိုတဲ့စိတ်တကယ်နဲ့ပြဿနာအခက်အခဲရှိလာရင်ဒီကောင်ကလူကလေရွေးစရာမရှိတော့ဘူးစေပါဖြစ်တယ်အဲ့ဒီလက်တဲ့တူတာလူရဲ့တဘာဝဖြစ်တယ်ကျမတို့ကြားလို့လေမိဘကသူပိုက်ဆိုင်နေနိုင်တယ်တာသမီပိုက်ဆိုင်ခိုးဖို့လည်းမဖြစ်တယ်ပြဿနာမရှိတော့လူတက်ဖို့လည်းမဖြစ်တယ်ပြဿနာမရှိတော့အဒီတန်းကလိုက်ဒီမပြောင်းဘူးမိုးခိုင်းနေမှာလို့တောက်ဒါနဲ့ဒီမှာတန်တန်ညာလို့ချွတ်ချွတ်ကြပြီးတော့မှဆင်းရဲနေရှိပါအဲ့ဒီပြတ်ပေါ်တာကအဲ့ဒီအရာကိုကြည့်ပြီးတော့မှသူဘာဖြစ်တယ်လဲဆိုစားချင်နေတယ်သူမစားဘူးအဲ့ဒီလိုမစားလိုက်တဲ့ချက်မှာဖယားခင်ရဲ့ revelation ရောက်လာတာဖြစ်တယ် hallelujah အဲ့ဒီဝတ်စာကိုသူစားလိုက်အဲ့ဒီ revelation သူစီမှာရောက်လာဘူးအဲ့ဒါဘာ
revelation နဲ့ဆိုသူ့ရဲ့ဩတပထဲကနေဖယားသခင်ကလာစကားပြောတယ်ငါသားမင်းမာနေဘာမာနေလဲမင်းအိမ်မာနေအဖေအိမ်ပြန်တော့အေးအဲ့ဒီဝတ်စာကစားရပါတော့တယ်မထူးကြပါဘူးငါလည်းသူတို့လိုပါပဲဘယ်တော့မှအဖေပြန်မရောက်တော့အေးအဲ့ဒီဝတ်စာကိုသူမစားလိုက်တဲ့အတွက်ကြောင့်တနည်းအားဖြင့်အများကြီးသူအဲ့ဒီခက်ခဲမှုတွေမှာအလွယ်လန်းကိုမလိုက်တဲ့အတွက်ကြောင့်လို့အဲ့ဒီနေရာမှာဖယားသခင်ကသူ့ရဲ့ဩတပထဲမှာလာစကားပြောတဲ့အိမ်ပြန်တော့ဒီနေ့တည်းရဲ့အသက်တာထဲမှာသူများနည်းတူသူများလုံးနေငါလိုက်လုပ်လိုက်တယ်သူများခေါ်ငါလိုက်သူများမဟုတ်တာတော့ငါလိုက်လို့သူများကလပ်တိုင်းငါလည်းတော့ပြုတ်ပါလိုက်တယ်ဒီအဲ့ဒီလိုအတွေးနဲ့အသက်ရှင်မယ်ဆိုလို့ရှိရင်ဘယ်တော့မှ revelation သိစိမရဘူးဘယ်အချိန်မှာ revelation ကရောက်လာလဲဆိုတော့သူများနဲ့ခြားနာဆိုတာအသက်ရှင်လိုက်တဲ့အခါမှာဖယားသခင်ရဲ့တရားတွေကသိစိရောက်လာတယ်အာမင်အဲ့ဒီအချိန်မှာအဲ့ဒီတယောက်ကဟာငါတော့ပါသွားပြီငါအဖေအိမ်မှာလေလူတိုင်းကကျုံဝါဆာဝါစွာစားရတယ်ငါအခုဒီမှာကြည့်ငါအပြန်တယ်ငါနေတဲ့နေရာမားနေတယ်ငါရှောက်နေတဲ့အရက်လွဲနေပြီငါဟုတ်ကဲ့လို့ပြောနေတဲ့အရှင်မှားနေပြီငါအိမ်ပြန်ပြီဆိုတော့သူ့အော်လပါစိတ်ထဲမှာဘုရားကငါပါလာပြောလဲဆိုတော့စကားလာပြောတာဖြစ်တယ်။ဒါကြောင့်ဒီနေ့နံပါတ်1အချက်ကျွန်တော်တို့အထဲမှာနံပါတ်1အာရဲ့နံပါတ်1ထဲမှာကိုယ့်ရဲ့အော်လပါထဲမှာဘုရားသခင်ကလာစကားပြောတယ်။ဒီနေ့ဆိုရင်ပေါ်သိရဲ့အထဲမှာဘုရားသခင်ကငါသမီးမင်းပါနေငါသားမင်းပါနေဒီရတာငါသမီးမင်းနေရရွေးနေတယ်ငါသားမင်းပြောရဲ့စကားမားနေငါသမီးမင်းလုံးရမားနေတယ်လို့ဘုရားသခင်ကအထဲမှာကျွန်တော်တို့ကိုလာစကားပြောနေပြီဆိုရင်အဲ့ဒါကျွန်တော်တို့ကိုအဆက်ခွဲဖို့မဟုတ်ဘဲနဲ့ကျွန်တော်တို့ရဲ့အသက်တာကိုခရစ်တော်နဲ့တာပြီးတကြံတူစေဖို့ရတဲ့ဘုရားသခင်သက်ရှင်ရင်လုပ်ပေးနေတာဖြစ်တယ်ဟာလေလုယာကျွန်တော်ရဲ့ဘဝကိုဘုရားရှင်ဘာလို့ပေးနေတာလဲဖယ်ပေးနေတာဖြစ်တယ်အာမင်ဒါကြောင့်နံပါတ်1အားထဲမှာကိုယ့်ရဲ့ဩတပထဲကနေဩတပဆိုတာဘာလဲကိုတိတော်စိတ်ငါဘာလုပ်နေတာလဲငါဘာကိုပြောမိတာလဲငါဘာများပါလဲဆိုရင်အဲ့ဒီအရာကိုသိကျွဲနေရဟာဩတပစိတ်ကိုတိတော်စိတ်ဖြစ်တယ်အဲ့ဒီထဲကနေလာပြီးတော့မှဘုရားခင်ရဲ့ဝိညာဉ်တော်ဟာကျွန်တော်တို့လာပြီးတော့စကားပြောနေတယ်အဲ့ဒီစကားပြောခြင်းကိုဘယ်အချိန်မှာခံရတယ်လဲသူများနည်းတူအသက်မရှင်လို့လူရဲ့အသက်တာထဲမှာဖြစ်တယ်ဆုံးဖြတ်ချက်ချခြင်းပေါ်မှာမူတည်ပြီးတော့ဘုရားခင်ကျွန်တော်တို့အသက်တာထဲမှာလာပြီးတော့စကားပြောတယ်။ကဲနောက်ချက်နံပါတ်1ချက်ကိုကျွန်တော်တို့ကြည့်တာအဲ့ဒါကတော့ဘာလဲဆိုတော့ကိုယ့်အထဲမှာမှားတယ်လို့ပြောတာမဟုတ်ကိုယ့်အထဲမှာမှားတယ်လို့ခံစားရတာမဟုတ်ဘဲနဲ့ဘေးကလူတွေကပေါ်ပြတာဖြစ်တယ်။ရှင်ရောအခန်းကြီး8နဲ့6ကနေ10မှာရှင်ရောရဲ့ခရစ်ဝင်အခန်းကြီး8အငယ်6ကနေ10မှာယောရှေအခန်းကြီး6ယောရှေအခန်းကြီးအခန်းငယ်6နဲ့6ကနေ10ဟုတ်ပြီအဲ့ဒီမှာတွေ့ရကြည့်ကြရအောင်ရှင်ယောဟန်အခန်းကြီး8အငယ်6ကနေ10ထို့သောရှောက်ကြသောကိုရိုနာအပြစ်တင်ခွင့်ရှိစေခြင်းကစုံစမ်းနှောက်ယှက်သောအဖြစ်ကရှောက်ကြ၏ယေရှု၏အောက်သို့နှုတ်ရဲ့လက်မျိုးတော်နှင့်မြေ၌ရေးသား၍နေတော်မူ၏ထိုသူတို့သည်အထက်ထက်မေးလျှောက်ကြသောကိုယ်ကိုလန့်တော်မူ၏သင်တို့သည်အပြစ်ကင်းသောဒီရှေးဥစွာကြောက်ခဲနှင့်ပြည့်စုံမိန့်တော်မူပြီးမှတဖန်အောက်သို့နှုတ်၍မြေ၌ရေးသားတော်မူ၏ဒီအချိန်ဒီမှာကျွန်တော်တို့ဘာကိုတွေ့ရလဲဆိုတဲ့အခါယောက်ျားတစ်ယောက်နဲ့မှားရင်းနေတယ်အမျိုးသမီးကိုအဲ့ဒီမှားရဲ့ရှိစဉ်မှာဒီလူတွေကမိသွားတယ်အဲ့တော့မိသွားတဲ့အခါမှာသူ့ကိုသခင်ခရစ်တော်ရှိကိုခေါ်လာပြီးတော့မှပါမေးတယ်လဲဆိုတော့မောရှေရဲ့ထုံးစံနဲ့ဆိုရင်ဒီလိုမျိုးမကောင်းတာကိုပြုတဲ့အမျိုးသမီးတွေကြောက်ခဲနဲ့မတိမချင်းပြည့်ရမယ်ကဲသခင်ခရစ်ယေရှုမိဘလိုမျိုးဆုံးဖြတ်လဲဆိုပြီးတော့မှလာပြီးတော့မှသူ့ကိုမေးတယ်အဲ့ဒီအခါမှာသခင်ယေရှုကပြောလဲဆိုတော့မင်းတို့ထဲမှာအပြစ်မရှိဘူးလို့ထင်တဲ့သူကကိုအပြစ်မရှိဘူးလို့ထင်တဲ့သူကအရင်ပြစ်ပါဆိုသခင်ကပြန်ပြောတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ပါတွေ့ရလဲဆိုတော့ဒီအမျိုးသမီးကသူ့ရဲ့အသက်တာမှာရှိတဲ့ဘဝအိုင်ငါပါလဲဆိုတော့သူ့ဘဝကိုပေးပြီးတော့မှသူငွေရှာရတဲ့ဘဝအိုင်ဖြစ်တယ်။တချို့သိချင်တဲ့သိတယ်တချို့မသိချင်တဲ့မသိဘူး။ဒါပေမဲ့သူ့ဘဝမှာသူပေးနေတဲ့ဘဝအိုင်ငါပါလဲဆိုတော့ဒီခန္ဓာကိုယ်ကိုရောင်းစားရတဲ့ဘဝအိုင်ဖြစ်တယ်။အဲ့ဒီနေ့မှာလူတကာရဲ့အရှိမအဆက်ဝဲပြီးတော့မှသခင်ရှိရဲ့အရှိကိုရောက်လာတယ်။ဘေးကလူတွေကမလုပ်လို့ဆိုတော့ထုတ်လိုက်တယ်ဘယ်လိုမှမသိအောင်တိတ်တိတ်လေးသူ့ဘ
ကသူရောင်းစားနေတယ်သူဝန်စားသူရှာနေတယ်ဒါနဲ့ပတ်ဝန်းကျင်ကလူတွေကဘာလုပ်လဲပေါ်ထုတ်လိုက်တယ်ဒါကသူ့အဖြစ်နဲ့ဘုရားမြင်စေတဲ့အရာဖြစ်တယ်ဘုရားကကျွန်တော်ရဲ့အပြစ်ကိုဘယ်လိုပုံစံနဲ့ခါတယ်ပေါ်ထုတ်တယ်မိကလူတွေအဖြစ်မိကလူတွေကကျွန်တော်တို့ကိုဆုံးမတယ်ဒါမျိုးမလုပ်နဲ့တော့ဒီလည်းမသွားနဲ့ဘုရားနဲ့ဘယ်လိုနေအောင်လို့ဒီလိုမျိုးမကောင်းဘူးလို့ပတ်ဝန်းကျင်ကလူတွေကကျွန်တော်တို့ကိုဘာဖြစ်လဲပေါ်ထုတ်ပြီးတော့ဆုံးမတယ်ဒါကလည်းဘာလဲဆိုဘုရားခင်စီကလာတဲ့ဒလိဘေးစကားဖြစ်နေပြီပေါ့နော်ကျမ်းစာရဲ့နေရာမှာဘာတွေ့ရလဲဆိုလို့ရှိရင်ဒါဝိဒ်ကဘာသရှိပါနဲ့မာယူပြီးတဲ့နောက်ဘယ်လိုမှမသိဘူးနော်AECC ပဲဒီမျိုးသမီးကိုငါလိုချင်တယ်ဆိုတော့သူ့ကိုတိတ်တဆိတ်ခေါ်လိုက်တယ်ခေါ်လိုက်ပြီးတဲ့အခါမှာအမျိုးသမီးရဲ့မာမင်းချင်းကိုပြုတ်ပြီးတဲ့အခါမှာအတားရင်းသွားပြီးတော့သူ့ကိုအိမ်ပြန်ခိုင်းလိုက်တယ်ဘုရားလည်းရှင်မင်းဖြစ်တဲ့အခါမှာဘာမှပြောလို့မရရှင်မင်းလူတဲ့အခါမှာသူလာလိုက်ရတယ်တော့တရှိပြုတ်ပြီးတဲ့အခါမှာသူ့အိတ်ဆောင်မှာဘယ်သူမှမသိဘူးလို့ချင်တယ်အဲ့ဒီနေ့မှာဘုရားခင်က prophet နာသန်ကိုခေါ်ပြီးတော့မှဒါဝိဒ်စီကိုတွားဒီစကားကိုတွားပြောဒီနေ့ကျွန်တော်တို့ကတက်တာအဲမှာဘယ်သူမှမသိဘူးဆိုမှတိတ်တိတ်ကလေးကျွန်တော်တို့ပြင်ခဲ့တဲ့ဘွက်လေးကျွန်တော်တို့တွားလုပ်ခဲ့တဲ့ဘွက်လေးတော့ကျွန်တော်တို့ရေမဆေးပဲနဲ့အော်ဒါဒီဘွက်ကလေးကတစ်ခါလူလက်ပြုံစရာကောင်းတစ်ခါလူလက်ပြုံစရာကောင်းနေနော်ရှိပါတယ်လူတိုင်းရဲ့အသက်တာချင်းမှာဒါပေမဲ့ဘယ်သူမှမမြင်ပေမဲ့ဘယ်သူတွေ့နေလဲဘုရားမြင်နေတယ်ဒီနေ့ဘုရားကကျွန်တော်တို့ကိုတည်ချင်းပေးတဲ့အခါမှာမနေ့ကကျွန်တော်တို့တင်နေစာမှာလေ့လာခဲ့တယ်အဲ့ဒီတည်ချင်းကိုခရစ်တော်အားဖြည့်ရမှာကျွန်တော်တို့ကိုဘာဖြစ်သွားစေလဲဖြောင့်မတ်တော်သူဖြစ်သွားစေတယ်ဖြောင့်မတ်တော်ဆိုတာဘယ်လိုလူမျိုးကိုပြောတာလဲတခါမှအပြစ်မလုပ်ဘူးတော်သူကဲတော့အတစ်ချက်ချက်ဖြစ်သွားတာဖြစ်ဒါပေမဲ့အဲ့ဒီအတစ်ချက်ချက်ကနေ့တိုင်းမှာအတစ်ချက်ချက်ဖြစ်တာမဟုတ်ဘဲနဲ့အဲ့ဒီတစ်ချိန်မှာဖြစ်ပြီးတဲ့နောက်အဲ့ဒီအတစ်ဖြစ်ခြင်းကိုကျွန်တော်တို့ဘာလုပ်ရလဲဆိုတော့ဆက်လက်ထိန်းသိမ်းရတယ်လူငယ်ရဲ့၃နှစ်ကကျွန်မအိမ်ဆောက်ပြီးတဲ့အခါမှာအဲ့ဒီအိမ်ကဖြူဖွေးနေတာဖြစ်ဖြူဖွေးလို့အချီကိုနေရစရာမရှိဘူးတဲ့ဖြူတနေ့လည်းပြီးတော့နောက်တစ်နေ့ရောက်လာတဲ့အခါမှာနိုင်ရလေးကနည်းနည်းလေးကွက်လာတယ်နည်းနည်းလေးကွက်လာအဝါလေးတွေပေါ်လာတယ်ကိုနေရာမှာချစ်ရနဲ့အကြောင်းနဲ့ကျွန်မအဲ့ဒါချစ်ပြီးတော့စိတ်နဲ့ကျွန်မအဲ့ဒါစိတ်ယောဂရတယ်နေတိုင်းလိုဒီအိမ်ရဲ့ဝန်ညာကြည့်လဲဟဲ့ငါဒါလေးစိတ်ပြန်တော့ပါဘူးဒီဟာကြည့်လဲဟဲ့လည်းအသွားပြန်ဟဲ့မှာကျန်ဒီပေါ်အဲ့ဒီဒီရဲ့ချိုးပြန်နောက်တစ်နေ့ရောက်လာတဲ့အခါမှာပိုးပြီးတော့ဆိုးလာပိုးဆိုးလာတဲ့အခါကျမှမလုပ်ရဘူးလေဆိုတော့အိမ်မှာအလုပ်လုပ်တဲ့လူကိုခေါ်ပြီးမှအကူကြီးတောင်းပြီးမှဒါလေးလာလုပ်ပေးပါဟိုကတော့ဟိုကဖြစ်သွားပြီဒီတော့ဒီဟာဖြစ်သွားအခုဆိုဘာလုပ်ရလဲဆိုတော့နေ့တိုင်းလိုအင်နိုဆန်နဲ့ကျမအိမ်ကျက်အုပ်နေရတယ်တော့လာအင်နိုဆန်ဒီနေ့ချင်းကတော့ဘာလို့ခုလဲအုပ်နေရတော့ရနေပြီဖြစ်တယ်အင်နိုဆန်ငါရဲ့နဲ့လူလာချမ်းခင်းနေတော့ချွေပြားတော့ brush တိုက်ရအောင်ပြုံးပြထိမ့်သိမ့်ချင်းမရှိဘဲနဲ့ခိုင်းရင်ဘလောက်ပဲဖြူတဲ့အိမ်တော်တော့ဘလောက်ပဲဖြူတဲ့အဝတ်ပြပါဖြစ်သွားမယ်တစ်ချိန်မှာတော့ညှိနှွမ်းသွားပါပြီဒီနေ့တကယ်ယေရှုအားဖြင့်ရတော့ကိုဖြောင်းမှချင်းကိုဒီနေ့ကျမကတန်ဖိုးမထားနဲ့ငါကတိရှိရပြီဆိုပြီးတော့မှကိုလှုပ်ရှင်တဲ့အသက်တာနဲ့ကိုပြောချင်တယ်လို့ပြောမယ်ကိုနေချင်တယ်လို့နေမယ်ကိုအစမ်းရှိတဲ့အတိုင်းပဲသူဆိုမှလည်းကသိခဲ့လို့ဇာတိပကတိစိတ်တော်ထဲမှာပဲဒီပဝိညာဉ်ကိုလုံးဝခွင့်ရမပေးဘဲနဲ့သွားမယ်ဆိုရင်အချိန်တန်ပါပြန်ဖြစ်သွားမယ်ပြီးဘူးမြင်နဲ့နော်ပတ်ကြားရင်တိတ်မကြခင်မှာဘုံဆိုပြူကြပြီးတော့မှအပိုင်းပိုင်းဆဆပြူကြမြင်ခအောင်မယ်ဒါပေမဲ့အဲ့ဒီအရာကိုကျွန်တော်ကအမြဲတမ်းထိမ့်သိမ့်နေပြီးတော့မှစေးလေးပြန်တုံးမယ်နောက်ပြန်ပြီးတော့မှရွှိုင်းဝိုင်းပြန်လုပ်မယ်ဆိုရင်အဲ့ဒီအိမ်ကအစ်စ်တိုင်းပဲဖြစ်နေမှာဖြစ်နေဘူးလားဒီလိုနဲ့တည်တဲ့ကျွန်မရဲ့အသက်ကြာခြင်းမှာလည်းအဲ့ဒီအရာကိုကြံမှုထားပြီးတော့မှနေ့တိုင်းမှာကျွန်တော်တို့ကောင်းမှုဆိုတာအသက်ရှင်နေဆိုရင်ကျွန်တော်တို့ရဲ့လူသစ်ကတော့နေ့တိုင်းမှာလှမလားမလှဘူးလားအာမင်နေ့တိုင်းမှာပို့ပြီးတော့မှဘုန်းတော်ကနေပါဖြစ်မလဲဘုန်းတော်တို့ glory to glory နေ့တိုင်းဘုန်းတော်ကနေဘုန်းတော်ကိုပြောင်းလဲနေတယ် hallelujah ဒါပေမဲ့အဲ့ဒီဘာကိုဘာလို့မှလဲဈေးပြမှာအဲ့ဒီဘာကိုအတ္တလေးကရှင်းထုတ်ပြမှာအဲ့တော့ဒါဝိဒ်ကအဲ့ဒီကိုမှားရင်းလိုက်တဲ့အခါ prophet နာသန်ကလာပြီးတော့ဒီစကားကိုပြောတဲ့အချိန်မှာလေဟာဘယ်လိုနေသွားငါစိတ်ကိုရရမှာပြုတယ်လို့ဘယ်လိုမှမသိရတဲ့ဒီကလေးပြုတယ်ဘူးဒါပေမဲ့သူသိတယ်ဘယ်ရာကအကုန်သိတယ်အခုဒီအမျိုးသမီးရဲ့အသက်ကြာထဲမှာကြည့်တဲ့အခါဘယ်သူမှမသိဘူးလို့ထင်တယ်ဘယ်လိုသိစရာကြောင့်ရှိလဲအိမ်ခန်းထဲမှာပြုတယ်ဘူးဖြစ်တယ်ဒါမှဖြစ်တယ်ဘုရားပေါ်တဲ့အခါမှာအဲ့ဒီရာကပေါ်သွားတယ်လူတွေကလာပြီးတော့ဖြစ်လေသူဒီလိုလုပ်တယ်အဒီလေးကိုရဲ့အော်ဒီပါကဘုရားကကျွန်တော်ရဲ့အပြစ်ကိုပေါ်ပြနောက်ချက်လူတွေပေါင်းချင်မှရှိတဲ့အခုတော့ဆောင်ဖြစ်ကောင်းဖြစ်မယ်ကိုယ့်ရဲ့လူကြီးပါဖြစ်မယ်ဒါပေမဲ့ကိုယ့်ရဲ့မိတ်ဆွေတကယ်ချင်းဖြစ်ကောင်းဖြစ်မယ်
ကပေါ်ပြဒါပေမဲ့အဲ့ဒါကဘာဖြစ်ဖို့လဲဆိုတော့ကျွန်တော်တို့အရှက်ခွဲဖို့မဟုတ်ဘူးနောင်တရတယ်ဆိုလို့ရှိရင်တင့်ကိုတာရင်မြင့်တော်ခရစ်တော်ရဲ့ကြီးထွားရင့်ကျက်ခြင်းအသက်တာကိုဘုရားပုံဆောင်ပေးခြင်းလို့ဖြစ်တယ်ဟာလေလုယာလူတွေကအပြစ်ကိုပေါ်ပြတဲ့အခါမှာစီရင်ဖို့ဖြစ်တယ်ဘုရားသခင်ကအပြစ်ကိုပေါ်ပြတဲ့အခါမှာတာရင်မြင့်တော်ဘဝအသက်တာကိုပုံဆောင်ဖို့ရတဲ့အတွက်ဖြစ်တယ်အာမင်ဒါကြောင့်တန်တရားကြိုက်တဲ့လူကိုရှိရတယ်ဘုရားမြတ်တာကိုတင်တဲ့ကျမဘရောမတန်တရားရှိစရာမလိုဘူးအာမင်ဘုရားခင်တင်တဲ့ကျမဝိညာဉ်ချစ်တာဖြစ်ပါတယ်ကဲဒီတရားချက်ကပါလဲဆိုတဲ့အခါမှာနော်ဆိုဆိုကပြောခဲ့တယ်ဘုရားခင်ပေါ်ပြတယ်ဒါဝိရဲ့အသက်တာထဲမှာနော်အဲ့ကျဲကျဲလေးပေးမယ်ဒီမှာခက်ဒီဆက်တဲ့အငယ်ဆက်တဲ့မှာနော်အဲ့ဒီအကြောင်းအရာလေးကိုတွေ့ရတယ်ဘုရားခင်ကဘုရားရဲ့လူပါဖြစ်ကိုယ်တိုင်ပေါ်ပြတာဖြစ်အဲ့တော့ဒီနေ့မှာနံပါတ်1နော်ကျွန်တော်အဲ့ဒီကလာအားသုံးလို့ချင်တဲ့တရားကိုဖြစ်တယ်နော်ဒီဒုက္ခပတ်နံပါတ်1အားကပါလဲဆိုတဲ့အခါမှာပေါ်ပြတယ်ဘုရားခင်ဒါဆိုငါတို့ဘုရားခင်အပြစ်ပေါ်ပြတယ်ဆိုငါတို့မလုပ်ရမလဲလုပ်ကြတယ်ဒီဘုရားခင်ကကျွန်တော်တို့ကိုအပြစ်ပေါ်ပြတယ်ငါသားပြောတာပါငါသမီးကြီးလည်းပြောတာပါငါသားတို့စလုံးရှိတာကမားနေတယ်ဆိုရင်ကျွန်တော်တို့နံပါတ်1အား review နဲ့ဘုရားပေါ်ပြပါစေနံပါတ်2အားသုံးဖြစ်တယ်အဲ့ဒါပါလဲဆိုတော့ return ဖြစ်တယ်အာမင် return ဆိုတာပါလေပြန်လဲပါအာမင်ဘာလို့လဲအပြစ်ဘက်ကနေဘယ်ကိုပြန်လဲရမလဲဘုရားဘက်ကိုပြန်လဲလို့ဖြစ်တယ်ဒီကတကယ်ချင်းကိုပြော return ဖြစ်တယ်လို့ပြောရတယ်ပြန်လဲပါပြီးခဲ့တဲ့ခေါက် HWC မှာဝင်လာတဲ့ဒုက္ခတော့ပါလေနောက်ပြန်လဲအဲ့မှာပဲပြန်လဲတယ်အခုကဘာလို့ရမလဲပြန်လဲရမယ်နော်အခုတော့တဲ့ပတ်သက်လို့ရှိရင်ဘယ်တော့မှ no U10 အခုတော့မှ U10 မရှိဘူးညီကောင်တော့တကယ်ရှုရတဲ့ထုံတော့ကိုခိုင်မှနောက်လက်ကြည့်ရလို့ငါနိုင်တယ်ဘာဖြစ်လဲမထိုက်တယ်ထုံတော့မှာသွားနေပါတယ်နောက်လက်ကြည့်ပတ်လက်ရှော့မှာတိချီမှာချမ်းခွဲတော့ဟုတ်လားထုံတော့ကိုင်ပြီးနော်နောက်တယ်မလဲအခုတော့အတွက်ဆိုလို့ရှိရင်နော် no U10 အပြည့်နဲ့ပတ်သက်ရင်တော့ဘာလို့ဖို့လို့လဲပြန်နေဘူးလို့လေအေးလေဘာလို့ဆိုတော့ငါတို့လောကဘက်ကိုမျက်နှာပေးတာများသွားပြီအေးလေငါတို့လောကရဲ့အခြေယူလာတဲ့ရန်များသွားပြီလောကရဲ့အသက်ရှင်ခြင်းလက္ခဏာတွေဘုရားခင်ကအသက်ရှင်ခြင်းလက္ခဏာလို့ပြောပေါ်ချင်သိချင်တာကျွန်တော်တို့တတ်တာငါတို့ဘာပေါ်လဲလောကရဲ့လက္ခဏာတွေပေါ်လာနော်ဟုတ်လားပြောလိုက်မယ်ဆိုလိုက်မယ်လက်ပါလိုက်မယ်ဟုတ်လားပါတယ်လို့ဆိုရတဲ့ကျွန်တော်တို့ပုံဆိုးခြင်းငါတို့ထဲမှာလောကရဲ့လက္ခဏာပေါ်တယ်ဒါပေမဲ့ဘုရားခင်ကဘာလက္ခဏာပေါ်စေခြင်းလဲတက်ရှင်ခြင်းလက္ခဏာအသက်ရှင်ခြင်းလက္ခဏာဘုရားခင်တည်တတ်တော်မူသောရှင်းတဲ့ပြည့်စုံသောလက္ခဏာကိုကျွန်တော်တို့ထဲမှာဘုရားကပေါ်စေခြင်းတယ်ဟာလေလုယာဘာဖြစ်လို့လဲဆိုတော့အဲ့ဒီလူရဲ့အသက်တာထဲမှာဘုရားခင်ကသူ့ဘုံကိုထင်ရှားစွာပြုမှဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့သင်ကလောကနဲ့ဒူချာနာနေပြီကျွန်တော်အမြဲတမ်းအပေးရစကားချာနာတဲ့ဒုက္ခတွေချာနာတဲ့ဘုရားလုပ်နေတာဖြစ်တယ်အာမင်တာမန်လူပုံမှန်သူများလိုပဲဒီလိုပဲသွားလာလှုပ်ရှားနေတဲ့ဒီအတ္တမှာချားနာတဲ့သူချားနာတဲ့အမှုညာမလုပ်နိုင်ဘူး။ဒါဆိုဘယ်လိုလူတွေကချားနာတဲ့အမှုညာလုပ်တယ်။ဒီလောကမှာတမန်ကိုပြောင်းလဲစေတဲ့သူတွေဒီနေ့ခေတ်ဟောရေကိုပြန်ကြည့်နေအောင်အခုအချိန်မှာပဲလေနော်အော်ရာထူးခြားတဲ့သိပ္ပံနဲ့ပတ်သက်တဲ့အရာတွေကိုပြင်ဆင်နေတဲ့သူတွေအော်အာသာလေးဒီတုံးချင်တယ်ပြန်လို့နေတယ်စလိုက်တယ်စမပြန်လို့တည်တယ်မောင်းသူတွေရေတွေကိုဒီထွေးနေတယ်နော်ဒီလိုအရာတွေကပါလေတာမန်မလုပ်နိုင်ဒါပေမဲ့တာမန်လူမဲသူကပခုံးတစ်ဖက်ချာခေါင်းပေါက်တယ်လို့ပဲဒါပေမဲ့ဘာဖြစ်လဲချားနာတဲ့သူကချားနာတဲ့သူရမလုပ်နိုင်ဒါဆိုဒီနေ့ကျွန်မရဲ့အသက်တာကလောကသားထဲမှာကျွန်တော်တို့အသက်ရှင်နေတယ်လောကထဲမှာအသက်ရှင်နေပြီမဲ့လောကသားလို့ပဲကျွန်တော်တို့ထူးမခြားနာအသက်ရှင်ရင်ဒီချိန်ကနေပါချားနာတော့ရဖတ်မယ်ဘာမှမထွက်ဘူးအာမင်ဘာမှမထွက်ဘူးဒါပေမဲ့ချားနာတော့သူဒီနေ့အသက်ရှင်တဲ့အခါမှာအသက်တာတွေကပါထွက်လာတယ်ချားနာတော့အရာတွေထွက်လာတယ်အဲ့ဒီချားနာတော့အရာကသိကိုဖျားသားအနေနဲ့တတ်ခွဲထုတ်လိုက်တဲ့အရာဖြစ်တယ်ဟာလေလုယာအာမင်ဒါကြောင့်ဒီနေ့ကျွန်တော်ရဲ့အသက်တာသေးမှာကိုယ်ကမှားနေပြီဆိုတာသိလို့ရှိရင်အချိန်ကြာကြီးမဆွေးနဲ့ဟောအချိန်တန်ငါတို့ခဏလေးပြင်လိုက်ရပါလိမ့်ဒါကျွန်တော်တို့အဲ့ဒီကျက်စာကြောင်းတဲ့ရှင်းပြပါဆိုပါပြောလို့ရှိရင်ယေရှုကခင်ချင်းပေးတာလေငါတို့ချစ်ချင်းတို့ချစ်ချင်းရတာဒါဆိုကြိတ်တော့ပြောပြီးတည်ကြကြမှာယေရှုကိုတော့ယုံကြည်ပါလို့ပြောလိုက်ပုံမတန်ဘူးလားတဲ့ဘဝနော်တန်လားကြိတ်ချင်းတို့ရမှာဘာလို့လဲဘုရားရှိရောက်တဲ့အခါမှာစုပေးတဲ့အချိန်ကြာလို့ရှိရင်တရားဟိုးနောက်ဆုံးရမှာတော့မမြင်ရဟဲ့သူစုရတော့ဒီလည်းမသိဘူးသူလည်းဟုတ်တယ်ရတယ်မသိဘူးဟဲ့ငါတကယ်ရှင်းပါတော့တော့ဟိုရှိမှာငါတော့ပါလေဟာလေလုယာကဲတင်ချင်းခုရဲ့အတွက်ဆိုလို့ရှိရင်ဖျားဖျား hatch loud ဆိုလိုက်ရလေ
ကျမတို့ဘာဖြစ်လဲကယ်တင်ခြင်းရနေတာပဲဘုရားခင်စီမှာနေရနေအများကြီးရှိတယ်ဒါပေမဲ့ဘုရားခင်ကျမတို့ကိုသူ့အသက်ကိုလာပေးလိုက်တယ်ဆိုတာကျမတို့အတွက်တည်ပြီးသူ့အတွက်ကျမတို့ရှင်ပေးစီခြင်းတို့အတွက်ဖြစ်တယ်ဟာလေလုယာဒါဆိုကျမတို့ရဲ့အသက်ရှင်ခြင်းကတန်ဖိုးရှိသောအရာဖြစ်တယ်ကျမတို့ရဲ့အသက်ရှင်ခြင်းကမုံမြင့်နေတဲ့အရာဖြစ်တယ်ကျမတို့ရဲ့အသက်ရှင်ခြင်းကဘုရားခင်ရဲ့ဘုန်းတော်ကိုနေ့တိုင်းမှာထင်ရှားစေဖို့ရန်အတွက်ဖြစ်တယ်အာမင်ဒါကပဲဒီယေရှုလောကမှာကျမတို့အတွက်လာတည်ပေးခြင်းရဲ့အဓိကရည်ရွယ်ချက်ဖြစ်တယ်ဒီကိုပါအဲ့တော့ဒီနေ့မှာကျမတို့အသက်တာထဲမှာအော်ငါထဲမှာအပြည့်ရှိပြီငါဒီရကိုလောက်တာမှားပြီလို့သိပြီဆိုရင်ချင်းပါလို့လေပြန်လှည့်ဖို့ရဖြစ်တယ်အာမင်ဘုရားရဲ့ရှင်လူတေကန်ဒီမှာတခင်ယေရှုကိုကျွန်တော်လက်ခံပါလို့ပြောရပါလားဘဝတစ်လျှောက်ပျော်ပြီးမှအသက်ရှင်ပြီးမှနောက်ဆုံးတခင်ယေရှုကိုကျွန်တော်လက်ခံပါတယ်ကျွန်တော်အပြစ်ကိုခွင့်လွှတ်ပါလို့ပြောရမှာမဟုတ်ဘူးချက်ချင်းသိရတယ်မလို့ဘုရားပြန်သိဖို့ဒါဆိုဆိုကျွန်တော်တို့ဖတ်ခဲ့တဲ့လူကခန်းကြီး15ထဲမှာပျောက်တော့တာကအဲဒီ revelation ကိုသူရတာလေဘာလဲအဲဒီ revelation ကတချို့ revelation တွေကတိတ်ထူးဆန်းတဲ့ဝတ်ကြီးကိုကြည့်နေတဲ့ဘုရား revelation ရတော့နော်သူလည်းဝတ်ကြီးကိုကြည့်နေတာဟာဝတ်ကစားတာကောင်းပါတော့ဘိုင်ကလည်းကြည့်မှကြည့်ဒီဝတ်ကြီးကြည့်ရတာဝတ်တော့တော်တယ်ဝတ်တော့သက်စားမယ်လို့မပြောဘူးနော်ဝတ်စားလည်းသူစားချင်တာဝတ်စားချင်တယ်လို့မပြောဝတ်ကိုကြည့်နေတဲ့ revelation ရသွားတဲ့အခါမှာချစ်ချင်းပါဖြစ်သွားတယ်အဲ့ဒီဟာကနေချပြီးတော့မှသူဘာပြောလဲဆိုငါအဖေပြန်ပြီငါပြန်ပြီငါအဖေပြန်ပြီ revelation ရတဲ့အခါမှာအတ္တတာလည်းပါဒီချမ်းသာစားပါပဲဟာလေလုယာဒီတဲ့ကျွန်မအတ္တတာပြန်စဉ်းစားကြည့်ပြီးပေါ့နော်ကျွန်တော်တို့ကြင်ချင်းရမယ်အဲ့အချိန်ပိုင်းလေးမှာလေဘုရားကျွန်တော်တို့ကိုသိချစ်တဲ့အကြောင်းကိုကျွန်မသိပြီးတဲ့အချိန်မှာလူတွေထားတဲ့ဆက်ငါ့ presentation ကကြောက်တဲ့ဘုရားကြောင့်မှာဘုရားရှင်ငါ့ကိုသိချစ်တာတကယ်တော့အဲ့အချိန်မှာဘုရားကိုသိပြီးပြီနော်ကဲဒီချင်းလည်းရပြီးလို့ထင်တာကိုရလေရပါရပြီပါအဲ့မှာပြန်ဖြစ်လေဆိုတော့အဲ့ဒီဝတ်စာလေးကိုတော်တော်ဝတ်စာစားချင်လို့အဲ့ဒီဝတ်ထဲမှာတော်တော်ပြီးတော့မှအဲ့ဝတ်ထဲမှာတော်တော်လူးတာမသိဘူးလားပြီးတော့လည်းသိတယ်ဒါမှဖြစ်လေဆိုတော့အဲ့ဒီဝတ်စာကိုမစားနိုင်မစားချင်တယ်လို့မစားချင်တယ်လို့စားရအောင်လေလို့အဲ့ဒီလိုအချိန်မျိုးဖြစ်ပြီးမှအဲ့ဒီအချိန်မှာမကောင်းဘူးဆိုတော့လည်းသိတယ်မကောင်းတဲ့အရာကိုသိတယ်လေမရှောင်နိုင်ဘူးဖက်မှာလည်းပါလို့နေလဲဆိုတော့လေညကောင်းတဲ့အကြောင်းပြောတယ်အမှုတော်ထဲမှာရှိတယ်15 April ရောက်လာတဲ့အချိန်မှာအဲ့ဒီနေ့မှာသက်ရှင်တော်ဝိညာဉ်တော်သုံးလောင်းမယ်အားလုံးဆုတောင်းပါအဲ့ဒီနေ့မှာဆာရှာမနောင်တရအပြည့်ဝချတောင်းပန်ပါဟာအထဲမှာဒီပြည့်တည်ရှိဝချတောင်းပန်တဲ့ဘုရားဒီခွင့်လို့ပါအဲ့ဒီအချိန်မှာဆုတောင်းတဲ့အချိန်မှာမျက်ရည်ကျပြီးတဲ့အခါမှာလေအဲ့ဒီနေ့မှာအဲ့ဒီ revelation ရသွားတယ်ဘုရားခင်ဘုရားအောင်သိရှိတယ်ငါဘယ်လောက်ပဲအပြည့်လို့ဘုရားစီကိုငါပြန်လက်ပြန်တိုင်းမှာဘုရားခင်ငါ့ကိုအမြဲလက်ကမ်းကြိုးဆိုတယ်ဆိုပြီးတော့မှကိုတော်ကောင်းတော့ကြောင့်ကျွန်တော်မဆိုးတော့ပါဆိုအဲ့ဒီနေ့ဆုံးဖြတ်ချက်ကလေဒီနေ့အချိန်ထိအဲ့ဒီဝတ်စာစားရမယ့်အသက်တာကနေလွတ်မြောက်သွားတာဖြစ်တယ်ဟာလေလုယာဘာဖြစ်လို့လဲဆိုတော့အဲ့ဒီ revelation ကကျွန်မရဲ့အသက်တာမှာ return ကိုဖြစ်စေခဲ့တာဖြစ်တယ်ဘယ်လိုပြန်နေတာလဲအဲ့ဒီဝတ်ရှိတဲ့နေရာကနေအဲ့ဒီဝတ်စာရှိတဲ့နေရာကနေဖယားကငါအိမ်မားနေပြီငါနေရာမားနေတကယ်တော့ငါနေရာကဒီမှာမဟုတ်တာအဲ့ဒီနေရာမှာရှိနေတဲ့ခါမှာအသက်တာကကြာဆင်းတယ်အထက်တော်ဝိညာဉ်ကမလွတ်မြောက်ဘူးလူရဲ့ပုံမှန်တဲ့မှာပါတော့ကျွန်တော်တို့ပြောစရာမကောင်းတဲ့စက်တည်းမရှိတဲ့အနေထားမျိုးဖြစ်တယ်ဒါပေမဲ့အဲ့ဒီနေ့မှာနောက်ကြတဲ့ငါနောက်တာထပ်မလို့တော့ဘူးဆိုတာဖယားကကိုပြန်လှည့်တဲ့အချိန်မှာလူမှန်နေရာမှန်ဖြစ်သွားတယ်ဟာလေလုယာလူမှန်နေရာမှန်ဖြစ်သွားတဲ့အခါမှာဖယားခင်ကလည်းကျွန်မပေါ်မှာထားတဲ့ရည်ရွယ်ချက်အမှန်ကိုကျွန်မပြင်တွေ့တဲ့အခါမှာဒီကနေ့မှာဖယားခင်ရဲ့ဘုန်းတော်ဟာကျွန်မအသက်တာတွေကနေထင်ရှားလာတာဖြစ်တယ်အေးလေဒါဆိုဒီနေ့သင်မေးလို့ရတယ်ကိုတို့ဘာကြောင့်ကျွန်မအဖြစ်ဘုရားဘုရားထင်ရှားပေးတာလဲဆိုရင်ဒီနေ့ပြန်စဉ်းစားငါ return လုပ်ပြီးလား return လုပ်ပြီးဆိုရင်တော့သင်ဟာ right place မှာရှိရ right place မှာသင်ရောက်လာပြီဆိုရင်တော့အဲ့ဒီမှာဖယားခင်ရဲ့ရည်ရွယ်ချက်ကသင်နဲ့အစားဖြစ်တော့တာပဲသင်ကကိုယ်ရဲ့ခဏလေးနေပါဦးလို့ပြောတာမရဘူးငါဆက်ပြီးတော့မအလုပ်လုပ်ဘူးအချိန်သိမရှိဘူးငါဆက်သွားရအောင်ပြောမယ်ဖယားဖြစ်တယ်ဟာလေလုယာအဲ့တော့ဒီနေ့မှာဒီသားကအဲ့ဒီရောက်လဲသိပြီးတော့ငါဖိနေမှာပြန်မယ်တစ်ချက်ကလေးတော့ပုံဆိုင်မနေဘူးငါဒီမှာတော့ဆက်နေအောင်မယ်ငါနေရအောင်ဆက်နေအောင်မယ်တော့ဆက်နေအောင်မယ်ပြန်ပြီးတော့မှအစားကောင်းရင်လည်းကောင်းတာပါ तू မတွေးဘူးအဲ့ဒီ revelation ရလာတယ်ဝတ်ကိုကြည့်ဒီမှာ revelation ကိုတော့အဲ့တကုံကြိတ်နေတာကိုနေတဲ့ revelation ရတယ်သူ့လောက်တော့ငါကြိတ်စရာမရှိဘူးမတနာစရာကောင်းတယ်ဒါဆိုငါရောက်နေတဲ့နေရာမ
မားနေတယ်နေတဲ့ဘဝမှာချုံးနေခြင်းဖြစ်နေတာအကြောင်းမသက်သက်မဟုတ်ဘူးဒီနေရာမားနေလို့ဖြစ်တယ်အာမင်ဒီဘဝမှာလက်နော်ဟိုတစ်ခုခုထဲမှာလေဟိုကြက်နေတယ်ညက်နေတယ်ဘယ်သူမှဖြစ်ဘူးဆိုတဲ့အရာကလေအဲ့ဒါတခြားကြောင့်မဟုတ်ဘူးတင်ရှောက်တဲ့နေရာမားနေလို့ဖြစ်တယ်အာမင်တင်တွေ့တဲ့အစာကတင်ကဟာဒီအစာကတော့စားကောင်းတဲ့အစာလို့တင်ချင်နေမယ်တကယ်တော့အဲ့ဒါတင်စားရမယ့်အစာမဟုတ်ဘူးဆိုတာတင်မသိသေးလို့ဖြစ်ပါတယ်အာမင်ဒါကြောင့်မလို့နေရာမားနေဗမန်းနေဦးမှာပဲဆုံးဖြတ်ချက်တွေမားနေချွေးထွက်နေဦးမှာပဲအခုပူတာကိုပြောတာပေါ့ဒီချွေးရတော့ပြက်တယ်ဒါပေမဲ့ဒီချွေးကဆုံးဖြတ်ချက်မားတဲ့ချွေးမဟုတ်ဘူးအာမင်ဘုန်းဖြေရှားနေတော့ချွေးဖြစ်တယ်ဟာလေလုယာအာမင်ကျမ်းပါစီတော့ချွေးဖြစ်တယ်ဟာလေလုယာဒီကိစ္စကျွန်မအသက်တာအချိန်မှာအဲ့ဒီ revelation ရလာပြီဆိုရင်ဘုရားကြီးကမားတယ်လို့ပြောတဲ့အချိန်မှာကိုယ်အချိန်မှာအော်တိုဘတ်ကနေစကားပြောရတယ်သိရင်အချိန်ကိုကြည့်လိုက်တာလေဒါမဟုတ်ဘူးဒါပုံမှန်မဟုတ်ဘူးဆိုတာကိုနားလည်တဲ့အခါမှာချစ်ချင်းလက်ပြန်တဲ့အခါမှာအဲ့ဒီနေရာမှာဒုမန်နေရာမှာရောက်ပြီးတော့မှသူ့တက်တာပါဖြစ်သွားတယ်ကောင်းစားသွားတယ်အဖေကဘာလဲကျုပ်ဆိုပြီးတော့မှအာငါသားလေးကြာပြီဆိုတော့ဖြစ်တယ်ပွဲပါခံနေလို့ရောက်သွားတာဖြစ်တယ်နော်ကဲအဲ့တော့ဆက်ပြီးတော့မှဒါဝိရဲ့အသက်တာကိုကြည့်တဲ့အခါမှာသူ့တက်တာကသူဘာဖြစ်တယ်လဲဆိုတော့ဖယားရှိမှဒီလိုမျိုးလာပြီးမှ prophet နာတန်ကစကားပြောတဲ့အခါမှာသူဘာလုပ်လဲပြုတ်ဝင်ချတယ် repent ဆိုတဲ့အရာအဖြစ်နာတာရ review ရလာတယ်ဟောပြတယ်ပြီးတဲ့အခါမှာဖြစ်တယ်ချစ်ချင်းနာတာရငါမမလေးငါဖေးပြန်တယ် repent လုပ်တယ်ပြီးတဲ့အခါမှာဖြစ်တယ် return ပြန်တော့တာပဲဒါဝိရဲ့အသက်တာထဲမှာ prophet နာတန်ရောက်လာတယ်ကိုရောရဲ့နောက်တစ်ပတ်နေမှတောင်းတယ်လို့မရဘူးလားနော်ပွဲတော်ကြီးပြင်လိုက်အောင်မယ်ဒါကခမရဘာလို့ကျုပ်လိုပေးရင်မလားမစကားပြောတယ်ဒါဝိအဲ့ဒါမျိုးတွေမပြောဘူးဘာပြောသလဲဆိုတဲ့အခါမှာဟုတ်တယ်ကျွန်တော်မားသွားတယ်ဘုရားကြီးကျွန်တော်ကိုခွင့်လို့ပါအစာတော်ရှောင်လိုက်သေးတယ်ပြီးတဲ့အခါမှာဖြစ်လေဘုရားမြတ်မို့ကိုတိုးဝေးတယ်နောက်ဆုံးဒါဝိရဲ့သက်တာဘာဖြစ်လဲကျေးဇူးတော်နဲ့ရှမွေလာဆိုတဲ့ရှောမှုဆိုတဲ့သားကိုဘုရားကြီးသူ့ကိုပြင်ဆင်ပေးတယ်ဆိုဒီနေ့နောက်ဆုံးမှာမာဂဒလမာရိရဲ့သက်တာနောက်ဆုံးကနောက်တိုင်းရတဲ့လူသမီးရဲ့သက်တာထဲမှာသူ့ကိုဘုရားခင်ကလူတွေအဖြစ်ပေါ်ထုတ်တယ်ခင်ရှောင်းမိတဲ့နေ့ကိုပြည့်စည်တဲ့သူတွေဘုရားသွားကိုရောသူတို့တွေအားလုံးထွက်သွားကြတယ်။ဒါဆိုငါလေးမျိုးမစီရင်ဘူး။နောက်တစ်ခါအဲ့ဒီအဖြစ်ကိုထပ်မလုပ်တော့ဘူး။ဒါဆိုဒီနေ့ဘုရားကကျွန်တော်တို့စီကလူချင်းလေးရတစ်ခုပဲရှိတယ်။အဲ့ဒါပါလဲဆိုတော့အဖြစ်ကိုပေါ်ပြခံရတယ်။နောက်ရလေးရပြီဆိုရင်နောက်တစ်ခါထပ်မလုပ်တော့ဘူးဆိုရင်အဲ့ဒီစိတ်ဆုံးဖြတ်မှုဘုရားကကျွန်တော်တို့စီကလုပ်လို့ချင်တာဖြစ်တယ်။အဲ့ဒီဆုံးဖြတ်မှုကဘယ်လိုကျွန်တော်တို့ကိုခေါ်ဆောင်လဲဆိုရင်ဆိုတော့ရောမှရှင်းမှနေတာဖြစ်ဝိညာဉ်ပကတိစိတ်တော်ကိုခေါ်ဆောင်တာဖြစ်တယ်။ဟာလေလုယာ။ဇာတိပကတိစိတ်တော်ကိုကျွန်တော်တို့နိမ့်နိမ့်ညာညာအဲ့ဒီဆိုင်ကိုကျွန်တော်တို့ချူလို့အဲ့ဒီဘာအကျဲမှာကျွန်တော်တို့လူတွေမကောင်းဘူးဆိုတာသိပြီပဲလေကိုလိုရဲ့ဘုရားရှိခိုးတစ်ခါတလေပြောတယ်ကိုလိုကျွန်မမကောင်းဘူးဆိုတာသိပြီကျွန်မမလွတ်မြောက်နိုင်ဘူးကျွန်မဒီရဖြစ်လိုက်ကျွန်မမထိန်သိမ့်နိုင်ကျွန်တော်ဒီလိုဖြစ်လာဆိုဖို့ကျွန်တော် control မလုပ်နိုင်တော့ဒီနေ့မှာဘုရားကနောက်တစ်ခါထပ်မလုပ်နဲ့ဘုရားလူချင်းရဲ့ရတာပဲဖြစ်တယ်ဘုရားက review နဲ့ပြတယ်လူကဘုရားဘက်ကိုပြန်လှည့်ပြီးတော့ repent လုပ်တယ်ကိုလိုကျွန်တော်မှာသွားတယ်ပြီးအဲ့ဒီ repent ပါလေရက်ပြီးတော့ return ဆိုပြီးမှအဖားကိုပြန်လို့ရခဲ့လို့ရှိအဲ့ဒီကိုပြန်လာဆိုလို့ရှိအဖားကဒီကျွန်တော်တို့ကိုကြည့်လို့လည်းစောင့်နေအဖားကဝိကမျိုးချစ်ပါတာကိုပြတဲ့အခါမှာပြေးပြီးတော့မှဖတ်တယ်ကျန်းစာလေးကိုပေါ်ပြတာတယ်ဒီကိုဘာဖြစ်လို့ရှောက်သွားလဲဘာဖြစ်လို့ဒီကွက်တော့လည်းခဏခဏနေသွားနေတာလေလို့အဖြစ်ချင်တဲ့အဖြစ်မဟုတ်သင်ပြန်လာတဲ့အခါမှာသင်ငါသားပြန်လာတာဆိုတော့ကျေးဇူးရဲ့အခါဖြစ်တယ်ငါသမီးမိအိမ်ပြန်လာကျေးဇူးရဲ့အခါရှိတယ်အဲကြောင့်ဒီနေ့မှာရှင်းတော်လေးကိုကျွန်တော်ရဲ့အသက်တာထဲမှာလူမမြင်နိုင်တဲ့ဘဝအနေနဲ့ကျွန်တော်ရဲ့အသက်တာထဲမှာရှိတယ်ဒီလိုဘောမပြောတိတိကလေးတဲ့ထဲမှာရှိတယ်ဒီမလွတ်မြောက်နိုင်တဲ့အရာတွေဒီခွင့်မလွတ်နိုင်တဲ့အရာတွေဒီထဲမှာနာကြည့်တဲ့အရာတွေဒီကျွန်တော်တို့အကောင်းဆုံးပြင်ဆင်ကျွန်တော်တို့တုံ့တင်ပေးမယ်တဲ့ရှင်တော်ဝိညာဉ်ဘုရားကိုတခင်ရှုကကျွန်တော်တို့ထားပြီးခဲ့တဲ့ရှင်တော်ဝိညာဉ်ကတကူကိုဖြစ်စေရရတဲ့တို့တမီးရဲ့အသက်တာလှပပြုဖြစ်ပေးတဲ့လူတွေဖြစ်တယ်။သူတို့တော့ပြန်လဲကြွလာတဲ့အခါမှာအဖြစ်တင်ချင်းအရေးတွန့်ချင်းနဲ့ကင်းတဲ့သူတို့သမီးပေးနိုင်ဖို့ရတဲ့ရှင်တော်ဝိညာဉ်ရလာဒီနေ့သင်ရဲ့ကျွန်မကိုပြင်ဆင်ပေးခြင်း။တ
ဘဝအိုင်ကိုပြကိုပြလို့ဆိုဒီနေ့မှအဲ့ဒီအရာတွေနောက်ထားကြတာကိုရောဒီဟာမကောင်းမှကျွန်တော်သိတယ်ကျွန်မသိတယ်မကောင်းတာကိုသိရတဲ့ကျွန်တော်ကျွန်မလုပ်ပြီးကောင်းတာကိုသိရတဲ့ကျွန်တော်မလုပ်နိုင်တဲ့အရာတွေရှိတယ်ဒီနေ့မှကြောက်တော့တာခဲ့လို့ဒီနေ့မှယောက်ျားနဲ့မာရီခဲ့တဲ့အမျိုးသမီးခဲ့လို့ဒီနေ့မှရှင်ဘရင်ကြောင့်ဝေခဲ့လို့ကိုရောမျက်မှောက်တော်ကိုကျွန်မပြန်လာတယ်ဖြစ်ခဲ့တဲ့အရာအားလုံးပဲကျွန်တော်ပြန်တောင်းမှတ်တယ်ပြီးကိုရောပတ်လို့ပြန်လှည့်လို့ကျွန်တော်စိတ်ဆုံးဖြစ်တယ်ဒီအဲ့ဒီနှလုံးသားနဲ့မျက်မှောက်ကိုရှင်ကျွန်တော်ပြန်လာတာအဲ့ဒီခါမှာကျွန်တော်ရဲ့အသက်တာအဲ့ဒီအဖြစ်ပေါ်ပြခံရတဲ့ခါမှာကျွန်တော်ရဲ့အသက်တာပုံပြီးတော့နှိမ့်ကြအောင်မဟုတ်ဘဲဘုရားကပုံပြီးတော့မှခရစ်တော်ရဲ့သူရဲ့အသက်တာဖြစ်ဖို့ကျွန်တော်တို့ပြင်ဆင်နေတာဖြစ်တယ်ဆိုတာသူတို့သမီးကလို့ကျွန်တော်တို့လာပါစေချင်သူတို့သားလာတဲ့အခါမှာမပြေမစင်ထားတဲ့သူတို့သမီးကိုမြင်သူတို့သားကဘာမှစိတ်သက်သာချင်မရှိဘူးဒီနေ့ခေယေရှုခရစ်တော်ပြန်ကြွလာတဲ့အခါမှာကျွန်တော်ရဲ့အသက်တာမှာမပြေမစင်ထားဘူးဆိုတောင်းတဲ့ကိုပဲမဟုတ်ဘူးညီကိုဘာမှအသက်တာသေးမှာကောင်းသောအချက်နဲ့ကျွန်တော်တို့မချင်နေဘူးဆိုရင်သူတို့သားပြန်လာတဲ့အခါမှာအရှက်ရစရာအကြောင်းရှိတယ်အကြောင်းဒီနေ့မှာခေယေရှုလာပြောတယ်တခုမေနောက်တစ်ခါငါသားအဲ့လိုထပ်မလုပ်တော့နောက်သမီးအဲ့လိုထပ်မလုပ်တော့ဒီနေ့ဒီနေ့တန်ရှင်းခြင်းနဲ့တန်ရှင်းခြင်းဘုံတော်ကနေဘုံကိုပြောင်းတဲ့အတ္တဖြစ်နေမှာလောကမှာအသက်ရှင်တဲ့အခါဖခင်ရဲ့လှပခြင်းတဲ့တွေရှိခြင်းနဲ့ကျမတို့ကိုဘုရားကလှပခြင်းတွေရှိစေခြင်းနဲ့အားလုံးရှိတဲ့မှာခဏပဲတဲ့ဒီနေ့ကြားတဲ့လောကဘက်တော်ကိုယ့်ရဲ့အတ္တထဲမှာပြည့်စုံခြင်းရငါရဲ့ဘဝအင်္ဂါပေါ်မှာငါမဆုံးလို့ရှိနေအဲ့ဒီကံမှုနဲ့ဆက်လက်ရှိနေတာပါငါမငြင်းဆန်နိုင်တဲ့အဲ့ဒီအရာတွေပါဒီမှာပြန်စဉ်းစားတာတချို့လို့ဒီမှာဆိုရှယ်မီဒီယာတွေဖြစ်ကောင်းဖြစ်မယ်တချို့လို့ဒီကဒေါသတွေဖြစ်ကောင်းဖြစ်မယ်တချို့လို့ဒီကငါဘယ်သူဆိုတဲ့အရာတွေဖြစ်ကောင်းဖြစ်မယ်တချို့လို့တွေရဲ့အသက်တာထဲမှာမတရားသောမိချုံနဲ့ပတ်သက်ပြီးတော့မဆွလို့နိုင်တဲ့အရာတွေရှိကောင်းရှိတယ်တချို့လို့ဒီကလောက်ကစားတဲ့မူရစီပွားဆိုတဲ့အရာတွေရှိကောင်းရှိတယ်လူတွေနဲ့ကြည့်လို့ရှိရင်သိချင်မှသိမယ်ပေါ့ကွာဒါပေမဲ့ဒီကနေ့မှာဘုရားခင်တဲ့ရှင်တော်ဝိညာဉ်တော်ကဒီကိုမုန်းဝိနဲ့တူတော့ဖြူတော့အတ္တဖြစ်စေခြင်း။ဘာကြောင့်လဲဆိုတော့သင်ဟာအထူးရွေးချယ်ခြင်းခံရတော့ဖြစ်တယ်။ဒီနေ့ဒီနေရာမှာလာခိုင်နေခြင်းအကြောင်းမဲ့တဲ့မဟုတ်ဘူး။ဒီနှုတ်ကပတ်တော်ကိုသင်နဲ့ကျွန်မကြားရခြင်းဟာလည်းအကြောင်းမဲ့တဲ့မဟုတ်ဘူး။ဘုရားကသင်နဲ့ကျွန်မကို special chosen person နဲ့ဘုရားရွေးထားတယ်။ဒါကြောင့်လို့လူရှိမှာအထူးသဖြင့်စာရန်ကလာပြီးမှဒီကဒီလိုအလုပ်တွေလုပ်နေပြီးတော့မှဒီကဘုရားရဲ့အသုံးပြုခြင်းကိုခံချင်သေးတယ်။ဒီကဒီလိုအရာတွေဖြစ်နေပြီးတော့မှဘုရားခင်ရဲ့အသုံးပြုခြင်းကိုနေရာရချင်သေးတယ်ဟုတ်လား။အဲ့ဒီလိုဖြစ်တဲ့ဆွဆွဲခြင်းခံရတော့မှဖြစ်ဖို့ရတဲ့ဒီကနေ့ဘုရားခင်ကဝိညာဉ်တော်ပြည့်ပြည့်စုံမှရှိဖို့ခံရတော့သူကိုဘုရားတောင်းခေါ်ရခြင်းရှိတယ်လို့နှုတ်ကပတ်တော်မှာပြောသလိုဒီနေ့ဝိညာဉ်တော်ကကျွန်တော်တို့ကိုဆုံးမသွန်သင်နေတာဖြစ်ပါတယ်ငါသားဒီမင်းရဲ့အသက်တာထဲမှာဘယ်လိုဘဝအိုက်ထဲမှာမင်းအသက်ရှင်နေလဲငါသမီးမင်းရဲ့အသက်တာထဲမှာဘယ်လိုဘဝအိုက်ထဲမှာအသက်ရှင်နေလဲတချို့သောသူတွေကကိုယ်ကိုယ်တိုင်လုပ်တဲ့အရာရှိမယ်တချို့သောသူတွေကစိတ်ပိုင်းဆိုင်ရာမှာမလွတ်မြောက်နိုင်တဲ့အရာရှိကောင်းရှိတယ်ဒါပေမဲ့ဒီနေ့မှာယေရှုတော်ရဲ့ထိုရာကနေလွတ်မြောက်ဖို့ကြီးပြောင်းပြီးခံပါတယ်လောကတိုင်းမှာထိုယေရှုပြုတ်ပြီးခဲ့တဲ့အမှုတွေကျွန်တော်တို့ရဲ့အသက်တာထဲမှာဝိညာဉ်ပိုင်းဆိုင်ရာမှာလွတ်မြောက်ခြင်းရဖို့ရတော့ကစိတ်ပိုင်းဆိုင်ရာမှာလွတ်မြောက်ခြင်းခန္ဓာပိုင်းဆိုင်ရာမှာလွတ်မြောက်ခြင်းရမှာဒီကြောင့်ယေရှုနာမနဲ့ကြီးညာဝင်တယ်တချို့သောသူတွေရဲ့အသက်တာထဲမှာမိဘကြောင့်ခါသိခဲ့တဲ့အရာတွေရှိတယ်ငါဖေကငါ့ကိုဒီလိုဆက်ဆံခဲ့တယ်ငါအမေကငါ့ကိုဒီလိုဆက်ဆံခဲ့တယ်မိသားစုတွေမှာငါလူရမှုတွေဆုံးသောသူဖြစ်တယ်ဘယ်သူကတော့သူ့ကိုပို့ပြီးတော့မှအလေးပေးတယ်ဒါကြောင့်ငါအထဲမှာအဲဒီခါသိခြင်းတွေရှိတယ်ဆိုရင်လေအဲ့ဒါအသိရဲ့ဘောရဖြစ်တယ်ဒီကောင်ကဒီရှုံးထွက်လို့မရနိုင်တဲ့အရာတဲ့အဲမှာမလွတ်မြောက်နိုင်တဲ့အရာကသိရဲ့ဘောဖြစ်တယ်ဒီနေ့အရင်ချိန်ကနေထလာလို့များလို့ရှိတယ်ဒီနေ့ဘုရားကသိတယ်ပြောတယ်လူတိုင်းကိုတရားရှိတယ်ငါရဲ့ချစ်ကိုဘာမှတရားရှိတယ်ဒီကိုငါအမိဝါထဲမှာတည်းကသိတယ်လို့ပြောတဲ့ဘုရားရှိတယ်ဒီကလုံနေတဲ့နှစ်ပေါင်းနဲ့ထောက်မှာလောကတိုင်းမှာအသွေးတော်သုံးထားလို့သူကငါဖြစ်တယ်လို့ပြောတာဖြစ်တယ်ငါရဲ့ဘိသိက်ရှင်ဒီအားလုံးကိုသိပေါ်မှာအရွယ်ပြပေးမယ်လို့ပြောတဲ့ဘုရားကထိုယေရှုခရစ်တော်ဖြစ်ငါရဲ့ကျင့်ရရှိခြင်းနဲ့လောကခြင်းစီးစိမ်ရှိခြင်းကို
ထဲကယောက်ျားလေးတွေဒီ sexual abuse လုပ်ခံရတဲ့သူတွေအမျိုးသမီးပဲဖြစ်ဖြစ်အမျိုးသားပဲဖြစ်ဖြစ်လိပ်ပိုင်းဆိုင်ရာမှာစော်ကားခံရတဲ့သူတွေကိုကြောက်လန့်သွားတဲ့အထိဖြစ်ခဲ့တဲ့အဲ့ဒီချိန်ကနေမလွတ်မြောက်ဖြစ်နေဒီနေ့ဒီချိန်မှာယောက်ျားလေးမြင်တိုင်းမှာအမျိုးသားတွေကိုမြင်တိုင်းမှာကြောက်ရွံ့နေတဲ့သူတွေယေရှုရဲ့ဆိုရင်ယေရှုခရစ်တော်ကသင်စိတ်အတွက်လုံခြုံရဲ့အာမခံဖြစ်တယ်။သင်နောက်တစ်ခါအဲ့ဒီကိုအချိန်မျိုးဘယ်တော့မှထပ်မဖြစ်ဘူးတကယ်ယေရှုကအာမခံတာဖြစ်တယ်။ဟာလေလုယာ။သင်ကိုဘယ်သူကမှလက်ချနဲ့ထိဖို့သင်ကိုပေးရှင်းသူကမှလာမှနောက်ဆက်ဖြတ်စီမှုရင်ဖခင်သင်ကိုလုံးဝအဲ့ဒီလူတွေအတွက်အခုမပေးထားဘူးဖြစ်တယ်။ဒီကနေ့မှာဘုရားမြတ်တာကိုယုံကြည်စိတ်ချပါဒီနေ့သင်ပါဝင်ခြင်းကတော့သင်ကိုလာရောက်နောက်ဆက်ဖြတ်စီခဲ့တယ်။သင်ကိုလာပြီးတော့မှထိကဘာရှိကဘာလာပြောတယ်။သင်ကိုလာပြီးတော့မှမဟုတ်တဲ့အရာတွေကိုလာပြီးသင်ကောင်းထဲမှာသွတ်သွင်းတယ်။ဒီကနေ့မှာအဲ့ဒီအရာတွေအလုံးယေရှုနာမနဲ့ဖေရှားပါ။ယခုမှစပြီးသူခရစ်တော်ထဲ၌ရှိသောလုံခြုံစိတ်ချသောအသက်တာဒီနေ့ဤသူနဲ့တရားစီတိုင်းပေါ်မှာဘုရားရှင်ကိုလောင်းပြီးဖြစ်လို့ယေရှုတော်ချီးမွမ်းကိုလောင်းပြီးဖြစ်လို့ယေရှုတော်ချီးမွမ်းတယ်။ဒီပြားကတဲ့ဒီလိုချစ်တဲ့ဒီကိုမှာနောက်တစ်ချိန်ဒီလိုကြုံတွေ့ဖို့ရခဲ့အခွင့်မပေးချဘူး။ဒါကြောင့်မို့လို့လွတ်လပ်စွာနဲ့အသက်ရှင်ပါ။ဘုရားမြတ်တာကိုစိတ်ချစွာနဲ့အသက်ရှင်ပါ။မိဘကတဲ့ကိုလိုက်မကြည့်နိုင်ရင်တော့လိုက်မထိန်ချုပ်မပြုစုပေးနိုင်ရင်တော့အိမ်မှာလာဘုရားကတဲ့တဲ့ကဘာကိုပြတဲ့အောင်ရှိတယ်။တဲ့နာမှာလူတစ်ထောင်ဒီလက်ရပတ်မှာလူတစ်တောင်းလဲလို့လေတဲ့ကိုမထိခိုက်ရဘူး။နှုတ်တော့ပတ်တော့မှာတဲ့ဆိုဒီလာဖြစ်တယ်။ဟာလေလုယာ။ဘယ်ရတာမှသိနေချင်လို့လားချီလို့ရအောင်ဖြစ်တယ်။အာမင်။ဘယ်မကောင်းတော့ဘူးရတာမှသိနေချင်မှအနာမှာလာပြီးတော့မှမချင်းရဘူးဖြစ်တယ်။ထိုမတရားတော့ဘူးတင်ဒီကိုမျက်စိနဲ့တာမြင်ရုံညတာရှိနေတယ်လို့ပြောတယ်။သိစီကိုမရောက်ဘူးလို့ဘုရားခင်တည်းပေးထားတယ်။အဲကြောင့်ဒီကနေ့မှာထိုစိတ်ပိုင်းဆိုင်ရာမှာမလုံခြုံမှုဖြစ်နေတော့လူတရားချင်းစီတိုင်းပေါ်မှာထိုစိတ်ပိုင်းဆိုင်ရာလုံခြုံမှုပြန်ရဖို့အတွက်ယေရှုနာမနဲ့ပြန်ကြည်ညာပါတယ်။တချို့တို့တွေရဲ့အသက်တာထဲမှာငွေကြီးနဲ့ပတ်သက်ပြီးတော့ကောင်းစွာမသုံးဆွဲခဲ့ရတဲ့အတွက်ကြောင့်ဒီနေ့ငွေကြီးနဲ့ပတ်သက်တဲ့အရာတွေပေါ်မှာခါသီးတဲ့စိတ်တွေရှိတယ်။တချို့တွေကငယ်ငယ်လေးကနေရာသုံးမကြတဲ့လူတွေအိမ်မှာအပြောခံခဲ့ရတဲ့အတွက်တခုခုဆုံးရှုံးပြီးတခုခုမားပြီးဆိုငါအတော့မကြဟုတ်တယ်သူပြောတဲ့တိုင်ငါအဖြစ်မရှိတော့ငါလို့ဖြစ်တာဆိုမှကိုယ့်ကိုယ်ကိုလက်ရိုးထိုးဆွဆွဲအောင်လောက်ဆောင်တဲ့အဲ့ဒီဝိညာဉ်ဆိုရင်ယေရှုနာမနဲ့ပေါင်းထုတ်ပါတယ်ဒီလူတွေရောက်ချင်းစရာခရစ်တော်ထဲမှာကြံမိုးရှိတော်သူဖြစ်ပါတယ်သူတို့ဟာလုံသမျှအရာမှာအောင်မြင်မဲ့သူတွေဖြစ်ပါတယ်သူတို့ပြုသမျှအခုရမှာအောင်ရတော့ခွင့်အောင်မြင်ခြင်းဟာဒီလိုရပြီလို့ပြောရတဲ့ခွင့်ဒီယေရှုဝိညာဉ်တော်အောင်မြင်ခြင်းဟာသူတို့ရဲ့အောင်မြင်ခြင်းဖြစ်ကြောင်းယေရှုနာမနဲ့ကြည်ညာဝင်ခံပါတယ်လူတွေကသူတို့ကိုဘယ်လိုပဲလက်ညှိုးထိုးဆွဆွဲပါစေဒီနေ့ဖယားသခင်ကသင်ဟာငါချစ်အပ်တော်ငါမျက်နှာရတော်ဖြစ်တယ်လို့ပြောတဲ့အတွက်ထိုခရစ်တော်ပြီးတော့အောင်မြင်ခြင်းဟာဤသားသမီးတယောက်ချင်းစီတဲ့အတွက်ဖြစ်ကြောင်းယေရှုနာမနဲ့ကြည်ညာဝင်ခံပါတယ်ဟာလေလုယာဖျားရှင်ယေရှုတော်ချီးမွမ်းပါတယ်ဒီနေ့မှာချစ်တော်ညီကိုမောင်မကျွန်တော်တို့ရဲ့အသက်တာထဲမှာအဲ့ဒီဘဝအိုင်ထဲကနေထွက်ရအောင်စိတ်မလုံးမချုံဖြစ်တဲ့ဘဝအိုင်ထဲကနေထွက်ရအောင်သင်ကိုမတရားမဖြစ်ပြုတ်ထားတော့အဲ့ဒီဘဝအိုင်သင်ကိုလက်ညှိုးထိုးထားတဲ့အဲ့ဒီဘဝအိုင်သင်နေတဲ့သူကမလွတ်မြောက်နိုင်တဲ့အရာတွေထဲကနေဒီနေ့ထပ်မှတ်တရရအောင်ဒီနေ့ပြတ်တော့တာကဟိုဝတ်စာကိုစားခြင်းမတက်ရှိပြီမဲ့အဲ့ဒီအထဲမှာဥဒ္ဒတာကိုမတင်မောလိုက်ဘူးအဲ့ဒီအတ္တတာကိုအဲ့ဒီဘဝစီကိုအဲ့ဒီဝတ်စာထဲမှာမတင်မြုပ်နိုင်ဘူးသူဘာလို့လဲဆိုတော့ကြိုးစားပြီးမှတ်တရတာဖြစ်နေပြတ်ချတာဖြစ်နေဒီနေ့သင်ကိုလည်းပြတ်ချဖို့ရခင်ကအဲ့လိုရှိတယ်ငါသမီးဝတ်စာစားရတဲ့အတ္တတာမဟုတ်ဘူးငါသမီးမင်းတက်တာဒီနေရာမှာရှင်းတဲ့ရမှာမဟုတ်ဘူးငါကမင်းတက်တာငတ်နေရမယ်အတ္တတာမဟုတ်ဘူးမင်းဟာဖားအိမ်မှာကျွေဝတ်စာနေရမယ်ဖြစ်တယ်မင်းဟာဖားအိမ်မှာကောင်းစားတဲ့အတ္တတာလည်းနေရမယ်ဖြစ်တယ်ဒါကြောင့်မို့အဲ့ဒီဘဝအိမ်တွေကနေဒီနေ့ချဖယားဒီရဲ့ဒါလေးဖိတ်တဲ့ချက်ကသင်ကိုဒီနေ့အဲ့ဒီဘဝအိမ်တွေကနေချဖို့ဖြစ်တယ်နောက်တစ်ရှာတာဒီနေ့ကိုပြုတ်ခဲ့တဲ့အရာကိုလုပ်ခဲ့တဲ့ဖယားရှိမှပြောင်းဝင်ချတောင်းမယ်ပါဒီနေ့အဲ့ဒီလိုဝင်ချတောင်းမယ်ခြင်းဟာသင်ဘဝရဲ့အတ္တတာထဲမှာသူဖယားဒီရဲ့ဘုံတော်ကိုထင်ရှားစေဖို့ရဲ့ဖယားပြုတ်မဲ့အမှုပြန်နိမိတ်လက္ခဏာတွေဖြစ်တယ်အဲကြောင့်ဒီနေ့မှာကိုတော့ဆုံးဖြတ်ချက်ချကိုတော့ဘက်ကတားပြန်တဲ့တော့ကိုတော့ဒီနေ့လောကနဲ့ပတ်သက်တဲ့အချိန်ယူတာများနေတဲ့နေရာတွေဒီနေ့ကိုတော့ဘက်ကိုကျွန်တော်ပြန်တဲ့တော့ကျွန်တော်ပြန်တဲ့တော့ဘာကြောင့်လဲဆိုတော့ပေကျူးပြောသလိုပဲထာဝရအသက်နဲ့ဆိုင်လို့ရတာကိုတော့စီမှာပဲရှိပါတယ်ကျွန်တော်ဘေးကိုထွက်ပြေးရမှာလေလို့ပြောလို့ဒီကနေ့မှာထာဝရအသက်နဲ့ဆိုင်လို့ရတာယေရှုပြန်ကိုတော့စီမှာပဲရှိတယ်ကြောင့်ကိုတော့ဘက်ကိုပဲကျွန်တော်ပြန်တဲ့တယ်ကျွန်တော်ရဲ့အချိန်များဆိုတော့ကိုတော့အတွက်ပဲပြန်ပေးတော့မယ်ကျွန်မဘဝရဲ့အချိန်
ပြီးတော့ကိုတော့ဒီနေ့မှာယေရှု